မြင်းချံမြို့ဆွမ်းလွန်းကူကျောင်းဆရာတော်ဘုရားကြီး၏ထေဥပတ္တိအကျယ်နှင့်တရားတော်များအမှတ်1ရှေးဥစွာဟောကြားတော်မူအပ်သောဥဒန်းတရားတော်ကြီးဆရာတော်ဥက္ကဝိသည်ယဟန်ပေါင်းတို့တက်ရောက်ပြီးမိထ္ထီလာရေလယ်ကျောင်းတိုင်း၌တည်င်းသုံးနေတော်မူရာမှ1283ခုနှစ်တွင်မြင်းချံမြို့ဆွမ်းလွန်းရွာသို့ခေတ္တပြန်လည်ကြွလာရာဆွမ်းလွန်းရွာမှဒကာဒကာမများကဥက္ကဝိဘုန်းကြီးအဖြစ်နှင့်မိကဲတို့နေထိုင်သည်ကိုသိလိုကြ၍ဥက္ကဝိအရှင်ဖျားတပည့်တော်များအန္တရာယ်ကင်းပရိတ်ရွတ်ကမဝါဖတ်ရှင်ဖျားတရားကိုလည်းနာလိုပါတယ်ဖျားတရားဟောချီးမြှင့်တော်မူပါဖျားဟုလျှောက်ထားလေ၏ထိုအခါဥက္ကဝိသည်ဝန်ခံလိုက်တော်မူပြီးလျှင်စဉ်းစားမိသည်မှာပရိတ်ရွတ်ကမဝါဖတ်ခြင်းသည်အများနှင့်ဖြစ်၍မခက်တရားဟောဖို့ကတော့တပါးတွားဖြစ်တယ်တရားဟောရန်မိမိတွင်ကြက်မှတ်ထားသည်ကလည်းမရှိဟုစဉ်းစားနေစဉ်မိန်းကလေးတွေပရိတ်အိုးများကိုတူအိုးငါအိုးမှတ်သားလျက်ကိုစီကိုငါလာ၍ထားကြသည်ကိုမြင်ရလျင်ငါတော့တရားအစတော့ဖြင့်ရပြီဒီပရိတ်အိုးတွေကိုအကြောင်းပြုပြီးတရားဟောရတော့မှာပဲဟုစိတ်ကိုဆုံးဖြတ်လိုက်ကာတရားဟောတော်မူသည်မှာတတ္တဝါများမှာကုသိုလ်အကုသိုလ်နှစ်ပါးရှိတယ်ကုသိုလ်ကအကျိုးပေးတော့ကိုယ်အလိုပြည့်ပြီးပြုံးနဲ့နေတာပေါ့လေအကုသိုလ်ကအကျိုးပေးတော့ရှုံမဲနဲ့နေတာပေါ့ဥပမာဟေ့ဟောဟိုအနားမှာကံကြီးရှိတယ်မဟုတ်လားရှိပါရဲ့ဖေ။အဲ့ဒီကံကြီးဟာကျိုးနေရင်ကောင်းပါမလားမကောင်းပါဖေ။ပေါက်နေရင်ကောင်းပါမလားမကောင်းပါဖေ။အဲ့ဒီတော့အဲ့ဒီကံကြီးကျိုးနေတာကိုဆယ်လိုက်စမ်းပေါက်နေတာကိုဖားလိုက်စမ်းကံကောင်းသွားတာပေါ့ဖေ။တတ္တဝါတူတယောက်ဟာအကုသိုလ်ကံဖိစီးနှိမ့်ဆက်လာရင်ကံကျိုးတာနဲ့တူတယ်ကံပေါက်တာနဲ့တူတယ်အဲ့ဒီတော့ကံကျိုးလျင်ကံဆယ်ကံပေါက်လျင်ကံဖာကံဆင်းတော့ကံမြင့်ဆိုတယ်လို့ပေါ့ဘလို့များပြုရပါမလဲဆိုရင်ပရိတရားနာယူခြင်းဖျားကိုးစုကတ်လူခြင်းတဲပုံဇေဒီတဲခြင်းညောင်ထောက်ခြင်းတရားခင်းခြင်းတန်ဃာတော်များဆွမ်းကတ်လူခြင်းအဲ့ဒီလိုကုသိုလ်ကောင်းမှုများကိုပြုလုပ်တော့ကံကျိုးလျင်ကံဆယ်ကံပေါက်လျင်ကံဖာကံဆင်းတော့ကံမြင့်ဆိုတယ်လို့ပေါ့အဲ့ဒီလိုယုံကြည်နဲ့အဟုတ်ဖျားကိုလည်းအားကိုးမယ်အဟုတ်တရားကိုလည်းအားကိုးမယ်အဟုတ်တန်ဃာကိုလည်းအားကိုးမယ်ဆိုပါရင်96ဖြာယောဂဝေဒနာများကွယ်တတ်တယ်ပျောက်တတ်တယ်စည်းစိမ်ဥစ္စာလည်းတိုးတက်ပါတယ်အားကိုးလည်းမှားကြအောင်မယ်တို့တော့နောက်တုန်းကအားကိုးမှားတဲ့အကြောင်းတွေပြန်ပြောရအောင်ပါပေါ့ဘလို့များအားကိုးမှားခဲ့တယ်လဲဆိုပါရင်မြတ်စွာဘုရားဂုဏ်ကျေးဇူးကတော့ရှိပါရဲ့ဗုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိတန်ခံတရဏံဂစ္ဆာမိလို့ဆိုတယ်ဘုရားယရနာကိုလည်းအားကိုးရမယ်တရားယရနာကိုလည်းအားကိုးရမယ်တန်ခါယရနာကိုလည်းအားကိုးရမယ်လို့ဆိုတယ်တို့တော့ဟုတ်ပေါင်းသာတရဏံဂစ္ဆာမိသမီးတရဏံဂစ္ဆာမိအဖော်ခင်ပွန်းတရဏံဂစ္ဆာမိသားကိုလည်းအားကိုးလိုက်တာသမီးကိုလည်းအားကိုးလိုက်တာအတူနေတဲ့အဖော်ခင်ပွန်းကိုလည်းအားကိုးလိုက်တာအဲ့ဒီလိုအားကိုးမှတော့ဘာကွယ်တုံးဖရာယရနာကွယ်တယ်တရားယရနာကွယ်တယ်တန်ခါယရနာကွယ်တယ်ဒုကွယ်တာပြောတာနော်သူတကာကွယ်တာပြောတာမဟုတ်ဘူးအဲ့ဒီလိုအားကိုးမှတော့ကကိုလုပ်ခဲ့တဲ့အလုပ်တွေပြန်ပြောရအောင်ပါပေါ့မိမိမှာတာသမီကလည်းရှိတော့လက်ဝတ်တန်စာအလွန်စင်ကျင်တာပေါ့အဲ့ဒီလိုစင်ကျင်တော့သူတကာအိတ်ကက်ထဲကရှိတဲ့ပတ်စံကိုမရအောင်ကြံလို့များရတော့ငါပါလို့ငါလဲလို့ရတယ်လို့အောင်းမိတယ်အဲ့ဒီလိုများရတော့မိမိသားသမီးကလေးတွေကိုလက်ဝတ်တန်စာဆင်ပေးတာပေါ့လက်ဝတ်တန်စာပြည့်စုံလာတော့အလွန်ပျော်တာပေါ့ဘလောက်များပျော်တယ်မပျော်တယ်မပြောပါနဲ့တော့သားကလေးနဲ့ပျော်သမီးကလေးနဲ့မော်ဆိုတယ်လို့ပေါ့လေဖျားသွားအတူတူကြောင်းသွားအတူတူပွဲလန်းတပင်သွားအတူတူပျော်လိုက်တာပါလိုက်တာမော်လိုက်တာမောက်လိုက်တာကြွားလိုက်တာဝါလိုက်တာကြွားခြင်းနဲ့ဝါခြင်းနဲ့မောခြင်းနဲ့မောက်ခြင်းနဲ့ဆိုတာဟာလေအဝါစိတ်လို့ခေါ်တယ်အဝါစိတ်ဆိုတာအဝိဇ္ဇာပေါ့သူတစ်ပါးအိတ်ထဲကပတ်စံကိုမရအောင်ကြံလို့များရတော့ငါပါလို့လဲလို့ရတယ်အပါးလဲတော့အပယ်လားမှာပဲအဝါစိတ်အဝိဇ္ဇာအပါးလဲတော့အပယ်လားအဲ့ဒီအခါတုန်းကလေကိုမလုပ်ချင်မဲနဲ့လုပ်ခဲ့ရတဲ့အလုပ်တွေကိုပြန်ပြီးပြောရအောင်မှာပေါ့မနဲ့စောကြီးငွေမကြောက်ကင်းမကြောက်နဲ့ရာထွန်သွားရတယ်အဲ့ဒီတော့လဲကိုလည်းမထွန်ကျင်မဲနဲ့ထွန်ရတယ်ရာကိုလည်းမထွန်ကျင်မဲနဲ့ထွန်ရတယ်အဲ့ဒါဘာကြောင့်တုံးက
ကာမဂုဏ်မွဲယာကဆွဲလို့အာကိုမှားလို့ဗျအာကိုမှားလို့လည်းမရိတ်ချင်ပဲနဲ့ရိတ်ရတယ်ပြောင်းကိုလည်းမရိတ်ချင်ပဲနဲ့ရိတ်ရတယ်အဲ့ဒါဘာကြောင့်တုံးကာမဂုဏ်မွဲယာကဆွဲလို့အာကိုမှားလို့ဗျအာကိုမှားလို့ထို့နောက်တကြီးကတော်နဲ့တကြီးသမီးကိုမြင်လေရာစူသားကြီးမလှုပ်ချင်ပဲနဲ့လှုပ်ရတယ်ကင်းတဲကြီးပေါ်မှာလေကင်းမဆောင်ချင်ပဲနဲ့စောင်းရတယ်တကြီးအိမ်ကမောင်းကြီးကလေဒူဒူဒူနဲ့ထုပြီးခေါ်တော့လဲမသွားချင်ပဲနဲ့သွားရတယ်အဲ့ဒါဘာကြောင့်တုံးကာမဂုဏ်မွဲယာကဆွဲလို့အာကိုမှားလို့ဗျအာကိုမှားလို့သူအာကိုမှားတာပြောတာသူတကအာကိုမှားတာပြောတာမဟုတ်ဘူးဘာကြောင့်အာကိုမှားတယ်လဲမသိလို့အာကိုမှားတယ်အဲ့ဒါကြောင့်မသိလို့လိုချင်လို့ဆွဲလန်းတော့ပြုလုပ်တော့ရရှိတော့ခံရမသိတာကအဝိဇ္ဇာလိုချင်တာကတဏှာဆွဲလန်းတာကဥပါဒံပြုလုပ်တာကသင်္ခါရရရှိတာကဘဝအဝိဇ္ဇာနဲ့တဏှာနှစ်ပင်ပူးလို့အကြောင်းပြုလိုက်တော့ဇာတိတရားကြီးရတယ်ဇာတိတရားကြီးရတော့ဝတ်ကောင်ကြီးရတယ်ဝတ်ကောင်ကြီးရတော့ခံရတာပေါ့ဒုခံရတာကိုပြောတာနော်သူတကခံရတာကိုပြောတာမဟုတ်ဘူးခံရမှာပေါ့တင်ညာကလိန်ထားတာကိုအဲ့ဒါကြောင့်မြင်တာကိုတင်ညာဖုံးတယ်တင်ညာကိုသင်္ကာရှင်းမှသင်္ကာကင်းမယ်မြင်တာကိုသင်္ကာမရှင်းတော့သင်္ကာမကင်းတယ်မြတ်စွာဘုရားကအနိစ္စလို့ဟောတယ်တင်ညာကနိစ္စလို့လိန်ထားတယ်မြတ်စွာဘုရားကဒုက္ခလို့ဟောတယ်တင်ညာကဒုက္ခလို့လိန်ထားတယ်မြတ်စွာဘုရားကအနတ္တလို့ဟောတယ်တင်ညာကအတ္တလို့လိန်ထားတယ်မြတ်စွာဘုရားကအတုပလို့ဟောတယ်တင်ညာကတုပလို့လိန်ထားတယ်တင်ညာရဲ့အလိန်ခံလို့ဒုက္ခရောက်တယ်အဲ့ဒီတင်ညာရဲ့အလိန်ကိုမြတ်စွာဘုရားကိုရောမြတ်ကြီးကသတိပဋ္ဌာန်၄ပါးနဲ့သင်္ကာရှင်းရင်သင်္ကာကင်းတယ်လို့ဟောတယ်ဘလို့များရှင်းပေးပါမလဲဆိုရင်ကာယ ानु ပတနာသတိပဋ္ဌာန်ကသုဘတင်ညာကိုရှင်းပေးတယ်ဝေဒနာ ानु ပတနာသတိပဋ္ဌာန်ကဒုက္ခတင်ညာကိုရှင်းပေးတယ်စိတ်ဓာ ानु ပတနာသတိပဋ္ဌာန်ကနိစ္စတင်ညာကိုရှင်းပေးတယ်ဓမ္မ ानु ပတနာသတိပဋ္ဌာန်ကအတ္တတင်ညာကိုရှင်းပေးတယ်မိမိခန္ဓာကိုယ်ကာယတကားကိုထိတော့သိတယ်သိတဲ့အပေါ်သတိထားနေမှဖြင့်သတိပဋ္ဌာန်၄ပါးပြည့်စုံနေတယ်ဘလို့များပြည့်စုံပါတယ်လဲဆိုရင်ထိမှုတက်တက်ကိုသတိပြုနေတာကကာယ ानु ပတနာသတိပဋ္ဌာန်လို့ခေါ်တယ်ထိတော့ဖတ်တဝေဒနာခံစားမှုတဘောကိုသတိပြုနေတာကဝေဒနာ ानु ပတနာသတိပဋ္ဌာန်လို့ခေါ်တယ်သိမှုတက်တက်ကိုသတိပြုနေတာကစိတ်ဓာ ानु ပတနာသတိပဋ္ဌာန်လို့ခေါ်တယ်နိဝရဏတရားတွေငြိမ်းပြီးသူတဘောကိုသူဆောင်တာကိုသတိပြုနေတာကဓမ္မ ानु ပတနာသတိပဋ္ဌာန်လို့ခေါ်တယ်အဲ့ဒီလိုသတိပဋ္ဌာန်၄ပါးနဲ့သင်္ကာရှင်းလိုက်တော့သင်္ကာကင်းသွားတာပေါ့အနိစ္စကိုအနိစ္စမှန်သိတယ်ဒုက္ခကိုဒုက္ခမှန်သိတယ်အနတ္တကိုအနတ္တမှန်သိတယ်အတုပကိုအတုပမှန်သိတယ်အဲ့ဒီလိုသင်္ကာရှင်းသွားတော့သားကိုလည်းအာမကိုးပါဘူးသမီးကိုလည်းအာမကိုးပါဘူးအတူနေတဲ့အဖော်ခင်မုန်းကိုလည်းအာမကိုးပါဘူးဘာကိုအာကိုးမလဲဖျားအာကိုးပါ၏ဗုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိတံဃံတရဏံဂစ္ဆာမိဖျားကိုအာကိုးခြင်းကြောင့်တရားကိုအာကိုးခြင်းကြောင့်တန်ဃာကိုအာကိုးခြင်းကြောင့်လက်ထွန်မှုကြီးကွယ်ပြီဗျရာထွန်မှုကြီးလဲကွယ်ပြီလက်ရိပ်မှုကြီးလဲကွယ်ပြီပြောင်းရိပ်မှုကြီးလဲကွယ်ပြီဗျသုသားလုံးမှုငြိမ့်ပြီတကြီးအိမ်ကမောင်းကြီးဟာလေဒူဒူဒူနဲ့ထုကျင်တိုင်းထုကွဲတာကွဲမယ်ငါမသွားဘူးယခုတာရဏဘောင်ရောက်တော့လေအေးလိုက်တာများလိုက်တာချမ်းသာလိုက်တာကြည်ကိုလည်းမီးလောင်စရာမရှိကြကိုလည်းမီးလောင်စရာမရှိစိုးတူပိုင်တူလည်းမရှိစူတူပူတူလည်းမရှိစောင်းတူမြောင်းတူလည်းမရှိငိုတူယိုတူလည်းမရှိစောင်းတူအောင်းတူလည်းမရှိချော့တူမော့တူလည်းမရှိအေးလိုက်တာများလိုက်တာချမ်းသာလိုက်တာအဲ့ဒါကြောင့်ဒုက္ခခတ်တိန်ချုပ်ပြတ်ငြိမ်းဇတ်သိမ်းပြည်နိဗ္ဗာန်စစ်စစ်တွေးတော့ရေးရေးပေါ်စူတလူဘောလေဟုတရားဟောချင်းမြင့်တော်မူလေသည်ဥက္ကဝိယဟန်ပေါင်တက်ပြီးနောက်မကြာမီဒေါ်ရွှေဤလိုက်လာပြီးလျင်လူဝင်လဲရန်အမျိုးမျိုးငိုယိုလျှောက်ထားရာရေလဲဆရာတော်ကမိမိပင်ဝမ်းထဲကြည်ကွဲလာသည်ဖြင့်ငိုကျင်လာတော့သည်ဟုအမိန့်ရှိလေ၏ထိုအခါဒေါ်ရွှေဤသည်ဥက္ကဝိအားလူဝင်လဲရန်အမျိုးမျိုးလျှောက်ထား၍မရသည်နှင့်အောက်ပါဂတိ၄ချက်ကိုလျှောက်ထားပြန်၏၁ပစ္စည်း၄ပါးဒါရကာမပြုလုပ်ခွင့်ပေးရန်၂တရားဟောပြဆုံးမတော်မူပါရန်လျှောက်ထားသောအခါတရားဟောရန်၃မိမိကိုယ်တိုင်ကျောင်းဆောက်ကိုးကွယ်ပင့်ဆောင်နိုင်သည့်အခါဆွမ်းလွန်းရွာတို့ပြန်ကြွရန်၄မိမိအားလည်းမိမိတဘောအတိုင်းနေထိုင်ခွင့်ပြုရန်ဖြစ်လေသည်1284ခုနှစ်တွင်မိထ္ထီလာမြို့ရေလေကျောင်းတိုက်တို့ဥစံတင်လိုက်လာ၍ဆရာတော်ဖျားအရှင်ဖျားလူဘဝတွင်ရှိစဉ်က
တပည့်တော်ရွတ်ပြဘူးဒီတပေါင်းအတိုင်းယခုစွန်းလွန်းရွာတောင်ဘက်မှာခြိဆက်ကြီးပေါ်နေပါပြီဖျားတို့ဖြစ်ပါတော့ကြောင့်ယခုနှစ်ကစ၍ပရိပတ်တိသာရဏပြုရန်အချိန်ရောက်နေပါပြီဖျားပရိပတ်တိသာရဏပြုရန်စွန်းလွန်းရွာတို့ပြန်ကြွတော်မူပါရန်တပည့်တော်လာရောက်လျှောက်ထားခြင်းဖြစ်ပါသည်ဖျားအရှင်ဖျားကြွလာမည်ဆိုပါလျင်တပည့်တော်သည်ဒေါ်ရွှေဤနှင့်တိုင်ပင်ပြီးကျောင်းဆောက်လုပ်ပါမည်ဖျားကျောင်းဆောက်ပြီးပါကတပည့်တော်လည်းယဟန်ခံမည်ဖြစ်ပါသည်ဖျားဟုလျှောက်ထားသည်ဖြင့်ဆရာတော်ဥက္ကဝိသည်ပဋိညာဉ်ပေးတော်မူလိုက်လေသည်ဥစ္ဆန်တင်လည်းဆရာတော်ဥက္ကဝိ၏ပဋိညာဉ်အရစွန်းလွန်းရွာတို့ပြန်၍ဒေါ်ရွှေဤအားမောင်ရင်ပေါ်ကျောက်တွင်ကျောင်းဆောက်ခိုင်းလေသည်ဥစ္ဆန်တင်သည်ယဟန်ခံ၍မောင်ရင်ပေါ်ကျောက်ကပင်ဆရာတော်ဥက္ကဝိကြွလာတော်မူမည်ကိုစောင့်ဆိုင်းရင်ဒေါ်ရွှေဤအားဆရာတော်ဥက္ကဝိကိုပင့်ရန်မိထ္ထီလာမြို့တို့လွတ်လိုက်လေ၏ကျောင်းတိုက်တီထောင်သည့်နေရာဌာနတွင်ကျွန်းဖို့ပင်များရှိသည့်ပြင်ကွန်းနိုင်နှလုံးဆိုသည်မှာကွန်းညံကုန်းမှယဟန်တစ်ပါးနှင့်ကွန်းဆိုင်ကယဟန်တော်တစ်ပါးရှိသည်ကိုကွန်းနိုင်နှလုံးဟုဆိုလိုသည်ဒေါ်ရွှေဤလာ၍ပင့်ခြင်းဒေါ်ရွှေဤသည်မိထ္ထီလာမြို့တို့လိုက်သွားပြီးလျှင်ဆရာတော်ဥက္ကဝိအားစွန်းလွန်းရွာတို့ပြန်လည်ကြွမြန်းတော်မူ၍ကျောင်းထိုင်ပါရန်လျှောက်ထားတောင်းပန်လေသည်1984ခုနှစ်ဝါဆိုဦးတွင်ဆရာတော်ဥက္ကဝိသည်မိထ္ထီလာမြို့ရေလေကျောင်းတိုင်းမှစွန်းလွန်းရွာအရှိမောင်ရင်ပေါ်ကျောက်တို့ဝါကတ်ကျောင်းထိုင်ရန်ပြန်လည်ကြွတော်မူ၍၎င်းနှင့်မောင်ရင်ပေါ်ကျောက်တွင်ပရိပတ်တိသာရဏပြုတော်အားဖြင့်တမာတိမရကြသေးသောပုဂ္ဂိုလ်များကိုတမာတိရစေရန်နှင့်တမာတိရပြီးသောပုဂ္ဂိုလ်များလူရာကိစ္စပြီးစီးရန်စောင့်ရှောက်တော်မူ၍သမထဝိပဿနာဖြစ်သောအာနာပါနကမ္မထံတရားကိုဟောပြောပြသဆုံးမလျက်တဝါကျွတ်လေသည်1989ခုနှစ်ကစုံလစုပ်4ရက်နေ့ပဲခူးမြို့အပြားရွာတွင်ဖက်ပင်ရိုင်ဆရာတော်ကြီးကမြင့်ညံဆရာတော်ဥက္ကဝိအားမေးမြန်းပြောဆိုခြင်းအကျဉ်းမှတ်တမ်းမေးစက္ခုနှင့်ယူပါယုံပြိုင်သောအခါစက္ခုကယူပါယုံထံသွားသလားယူပါယုံကစက္ခုထံလာသလားဖြေစက္ခုကလည်းမသွားယူပါယုံကလည်းမလာပါဖျားမေးဒါဖြင့်ဘယ်နဲ့မြင်နိုင်တုံးဗျဖြေသူတတ္တိကရှေးရှုသောအခါမြင်ခြင်းကစွမ်းနိုင်ပါ၏ဖျားမေးဒါဖြင့်ယူပါယုံကလာတာပေါ့ဗျာဖြေမလာပါဖျားဥပမာနေကိုကြည်တော်သူသည်နေဤတတ္တိအယောင်အလင်းမျက်စိကျဉ်းချင်းသာရှိပါ၏ဖျားနေဝင်းကြီးကမျက်လုံးထဲဝင်လာသည်မဟုတ်ပါမျက်စိကလည်းနေဝင်းထဲဝင်သွားသည်မဟုတ်ပါဖျားမေးဒါဖြင့်နိဗ္ဗာန်အကြောင်းပြောစမ်းပါဖြေနိဗ္ဗာန်ဆိုတာယောဂီပုဂ္ဂိုလ်တယောက်သည်ဝိပဿနာအားထုတ်၍စိတ်စေတသိက်ယုတ်တရားတို့၏ဖြစ်ချင်းပြက်ချင်းကိုအလွန်ကြီးမားသောဆင်းရဲကြီးဟုညီးငွေ့လျက်ဆင်းရဲခြင်း၏အကြောင်းကိုရှာကတဏှာကိုသိရသည်နှင့်တပြိုင်နက်မက်က၎င်းတဏှာကိုပယ်လိုက်တော့အကြောင်းအကျိုးပြတ်သွားပါရောအဲ့ဒီရှေးဥစွာမက်ကမပယ်မီဖြစ်ပြက်နေတာကသင်္ခတနောက်တော့အကြောင်းအကျိုးပြတ်ပြီးဘာမှမရှိတာကတော့အသင်္ခတနိဗ္ဗာန်ပါပဲဖျားမေး၎င်းနိဗ္ဗာန်မှာနေဝင်းလာဝင်တန်တန်များလို့အယောင်တွေများရှိပါသလားဖြေအယောင်တွေမရှိပါဖျားမေးဒါဖြင့်ဘယ်နဲ့နေတုံးပြောစမ်းပါဗျာဖြေပြောစရာမရှိပါဖျားမေးဒါဖြင့်နိဗ္ဗာန်မရှိဘူးလားဖြေရှိပါရဲ့ဖျားမေးစိတ်စေတသိက်ယုံနိဗ္ဗာန်လို့ပရမတ်တရား၄ပါးရှိမဟုတ်လားဗျဖြေရှိပါတယ်ဖျားမေးအဲ့ဒီပရမတ်ပြောပါဗျာဆရာတော်ဖျားဥက္ကဝိကပရမတ်ဆိုရင်ဘာမှပြောစရာမရှိလက်ပိုက်ထိုင်နေုံပဲမေးနေစမ်းပါအောင်ဗျဟောဒီရွှေတုံးကြီးကိုခဲလို့ပြောဆိုကားများဖြင့်၎င်းရွှေတုံးကြီးခဲဖြစ်သွားမှလားဗျဖြေခဲမဖြစ်ပါဖျားတို့တော့လည်းပြဉ္ညာတရားကြီးလို့ဒရဝတ္ထုနှင့်ထင်ရှားမပြနိုင်ပါနာယုတ်တို့ဥပတ္ထိပင်မရှိခြုံငိမ့်သွားတာကိုနိဗ္ဗာန်လို့ခေါ်တာပဲမေးဉာဏ်10ပါးပွားများတာပြောစမ်းပါဗျာဖြေယောဂီပုဂ္ဂိုလ်တယောက်ဒီအာနာပါနနှင့်တမာတိရင့်သောအခါမိမိကိုယ်ပေါ်မှာဝေဒနာကိုသတိနဲ့လိုက်ပါရောဖျားအဲ့ဒါနဲ့ပထမကတော့တင်ညာအားဖြင့်ဝေဒနာပေါ်ပြီးနောက်ဖြစ်ချင်းပြက်ချင်းဓမ္မကိုဟုတ်တိုင်းမှန်စွာမြင်ပါရောဒါနဲ့ကြောက်ချင်းယွန်ရှာခြင်းဖြစ်ပါရောဖျားမေးဉာဏ်10ပါးဟာတစ်ခုစီပွားရမယ်မဟုတ်လားဖြေတစ်ခုစီပွားတာကကိုယ့်အလိုပါဖျားမေးတစ်ခုစီမပွားလျင်ဘယ်နဲ့လုံးမှာတုံးဗျဖြေသမတနာဉာဏ်သုံးတတ်ယုံများနှင့်ဖြစ်ပြက်ခြင်းကြောက်ခြင်းယွန်ခြင်းစသည်ဖြစ်ပွားပါရောဖျား
နေစမ်းမအောင်ဗျာဒီဟာကသမတနာဉာဏ်သုံးတတ်လိုက်တော့ဖြစ်ပြက်တာကဥရိယပယဉာဏ်ပြက်တာကဘင်္ဂဉာဏ်ကြောက်တာကဘယဉာဏ်ယွန်နာကအာဒီနဝဉာဏ်ဟုတ်ပြီတယ်ဗျာဟုတ်ပြီတယ်မေဥက္ကဝိရဲ့လောကမှာပညာအားဖြင့်သောတပန်တဂရကံအနာဂံယဟန္တာလို့ရှိကြမဟုတ်လားဖြေရှိပါရဲ့ဖေ။မေအဲ့ဒီပုဂ္ဂိုလ်များဟာအစဉ်အတိုင်းတောက်လျှောက်သောတပန်တဂရကံအနာဂံယဟန္တာလို့တက်သွားသလားဖြေမတက်ပါဖေ။မေဒါဖြင့်ဘယ်နဲ့တက်ရတုံးဗျတက်ပုံပြောစမ်းပါဗျာဖြေဥပမာယောဂီပုဂ္ဂိုလ်တယောက်ဟာသမတနာဉာဏ်ကိုသုံးတတ်၍ဉာဏ်10ပါးကုန်သွားပြီးနောက်ပညာအားဖြင့်၎င်းပုဂ္ဂိုလ်ကိုသောတပန်လို့ခေါ်ကြပါတယ်ဖေ။၎င်းနောက်တမတနာဉာဏ်သုံးတတ်အောင်ဉာဏ်10ပါးကုန်မြန်ကတဂရကံလို့ခေါ်ကြပါတယ်ဖေ။ဤကဲ့သို့၄ချိန်တက်ကယဟန္တာလို့ခေါ်ကြပါတယ်ဖေ။တထုံမြို့နေမိန်ဒရတောင်တွင်တိမ်တမုတ်ခန်းတထုံမြို့နေမိန်ဒရတောင်တွင်တိမ်တမုတ်၍သာသနာတည်ထောင်လိုကြတော့ဒါယကဒါယကမပေါင်းတို့သည်အကျင့်သီလသိက္ခာနှင့်ပြည့်စုံသည်ဟုထင်ရှားကြော်စောသောပုဂ္ဂိုလ်ကျော်ဆရာကြီးတစ်ပါးကိုလျှောက်ထားပင်းဆောင်ကြလေသည်ဆရာတော်ကြီးသည်နေမိန်ဒရတောင်ကြီးတဲเจ้าတို့ရောက်သောအခါအတူကြွားရောက်လာကြသောယဟန်တန်ဃာတော်များအားတိမ်တမုတ်ရန်အတွက်ပြုပွဲကိစ္စအဝဝတို့ကိုပြုလုပ်စေ၍ဒါယကဒါယကမပေါင်းတို့ကိုလည်းစီစဉ်ပွဲရအဖျားဖျားကိုစီမံတော်မူပြီးတိမ်တမုတ်ရန်အတွက်တိမ်နယ်နမိတ်ကြောက်တိုင်များနှင့်တေဝါစတိတို့ကိုစုဆောင်း၍နေမိန်ဒရတောင်ပေါ်သို့တင်ပို့စေလေသည်နောက်တနေ့နံနက်တွင်ယမန်နေ့ကငောင်းတို့ကိုယ်တိုင်ထမ်းပိုးတင်ဆောင်ထားခဲ့သောတောင်ပေါ်မှတိမ်နယ်နမိတ်ကြောက်တိုင်များတေဝါစတိများတို့သည်တောင်အောက်သို့အလိုအလျောက်ပြန်ရောက်နေသည်ကိုတအံ့ဩနှင့်ဒါယကဒါယကမများတွေ့မြင်ကြရလေသည်ဆရာတော်ကြီးကမူစိုးရင်ပွဲမရှိကြောင်းအားပေးစကားမိန့်ကြားလျက်လူအပ်သောပစ္စည်းရများကိုတဖန်တောင်ပေါ်သို့ထပ်မံတင်ဆောင်စေပြန်၍လူအချို့ကိုပါစောင့်ကြအိတ်ခိုင်းလေ၏နန်းနဲ့ကြသောအခါကြောက်တိုင်တေဝါစတိများနှင့်စောင့်ကြအိတ်တော်သူများပါယမန်နေ့ကနီးသူတောင်အောက်သို့ပြန်ရောက်နေသည်ကိုထူးဆန်းစွာတွေးရှိရပြန်လေသည်တပည့်ဒါယကဒါယကမတို့မှာဤကဲ့သို့ထူးထွေဆန်းပြနောက်ဆက်မှုများသဖြင့်တုံလုံး၆ချားကုန်လျက်တောင်အနီးသို့ချင်းကပ်ဝင့်သူအလင်းမရှိတော့ကြီးတပည့်တကာဒကမများအထူးတုံလုံး၆ချားနေကြတော့လေဦးစီးနာယကဆရာတော်ကြီးကမူအလျှော့မပေးသေးပဲတိမ်တမုတ်ရန်တဖန်ကြိုးစားစီစဉ်ပြန်ရာနေမိန်ဒရတောင်ရှိအဆောင်အရှောက်များ၏နောက်ဆက်ဖြက်စီ၆လန့်မှုများကိုမကာကွယ်နိုင်တော့သည့်နောက်ဆုံးတွင်နေရင်ဌာနတို့ကမန်းကဒန်းနှင့်ပြန်ကြွရရာလမ်းခုလတ်၌ပင်အတက်ဆုံးပါပြန်လွန်တော်မူသွားရှာလေသည်တို့နှင့်နေမိန်ဒရတောင်တွင်တိမ်တမုတ်၍တာရဏပြုရန်ကိစ္စမှာအဖြဲအစည်းအနောက်အရှက်အားကြီးသည်နှင့်မအောင်မြင်ပဲပြက်ပြားသွားရရှာလေတော့သည်နောက်များမကြာမီယတိကြီးဥခန္တီတထုံမြို့တို့ရောက်လာသောအခါနေမိန်ဒရတောင်ပေါ်တွင်တိမ်တမုတ်၍တာရဏတည်ထောင်ရန်အတွက်ဥခန္တီအားဆောင်ရွက်ပေးပါရန်တောင်ကိုအနှင်းကြရာတွင်ဥခန္တီကအဆောက်အုံအတွက်တော့ကျုပ်တာဝန်ယူပါမယ်တိမ်တမုတ်ဖို့ဆိုတာကတော့ကျုပ်ကယတိဖြစ်နေလို့တာဝန်မယူနိုင်ပါတို့တော့ခမည်းတော်မြောင်လွန်းဆရာတော်ဥမေဓာဝီကိုအကျိုးအကြောင်းလျှောက်ထား၍ပင်းဆောင်ကြပါဟုညွှန်ကြားသည်နှင့်ဒါယကဒါယကမပေါင်းတို့သည်ယတိကြီးဥခန္တီညွှန်ကြားသည့်အတိုင်းမြောင်လွန်းဆရာတော်အားတွားရောက်ပင်းဆောင်ကြလေသည်မြောင်လွန်းဆရာတော်သည်ချက်ချင်းလက်ခံတော်မမူသေးပဲဆိုင်းငံ့ထား၍မောင်ရင်ပေါ်ကြောက်ဆရာတော်ဥကဝိကိုအမြန်ကြွားရောက်လာပါရန်အပင်လွတ်လိုက်လေ၏လာရောက်ပင်းဆောင်သူများရောက်ရှိသောအခါဆရာတော်ဥကဝိသည်အဋိဋ္ဌံပြုကြည့်ရာဥစံတင်ကအရှင်ဖျားရှေ့ကအကြောင်းတွေပြန်ကြည့်နေသလားကြွတာကြွပါအရှင်ဖျားပြုလုပ်ထားခဲ့တာတွေပါတနင်္ဂနွေတောင်မှာမြေကမူကလေးရှိလိမ့်မယ်အဲ့ဒီနေရာကပရိကံတဲပါအောင်မြင်ပါလိမ့်မယ်ဖျားလို့လျှောက်ထားလေသည်ဆရာတော်ဥကဝိညောင်လွန်းတို့ရောက်ရှိသောအခါညောင်လွန်းဆရာတော်ကဥကဝိတထုံမြို့နေမိန်ဒရတောင်မှာတိမ်တမုတ်ဖို့ငါပြင့်နေကြတယ်လက်ခံလိုက်ရမှာလားဟုမေးမြန်းရာဥကဝိကဆရာတော်ဖျားလက်ခံလိုက်တော်မူပါဟုလျှောက်ထားသည်နှင့်လာရောက်ပင်းဆောင်ကြတော့ဒါယကဒါယကမတို့အားရက်တမတ်ကပရိညင်ပေးလိုက်လေ၏ထို့နောက်ညောင်လွန်းဆရာတော်ကဥကဝိလက်တော့ခံလိုက်ပြီးဟိုကြတော့ခမားပဲစီစဉ်ရလိမ့်မယ်ခုနယ်ကလူလေသေးမရှိအောင်စီစဉ်ပါခမားလူတာကိုလည်းပြောပါ
ပြည့်စုံအောင်ဆောင်ရွက်ပေးပါမယ်ဆိုသည်ဖြင့်ဥက္ကဝိကကျက်ရှာတိုင်းများများအလိုရှိကြောင်းလျှောက်ထားလေ၏ထိုအခါညောင်လွန်းဆရာတော်ကကျက်ရှာတိုင်းတွေကဘာလို့ဖို့တုံဥက္ကဝိရဲ့ဟုမေးမြန်းရာဆရာတော်ဥက္ကဝိကသူတို့ကိုလက်ဆောင်ပေးဖို့ပါဖျားဟုလျှောက်ထားမှညောင်လွန်းဆရာတော်သဘောပေါက်၍ကောင်းပါပြီဗျာဆိုလျက်ကျက်ရှာတိုင်းများများလှုပ်ခိုင်းစေလေ၏ထို့နောက်ညောင်လွန်းဆရာတော်ကဥက္ကဝိဖို့ကြတော့ခမည်းကမ္မဝါလဲဖတ်ရလိမ့်မယ်ဟုအမိန့်ရှိပြန်ရာဥက္ကဝိကဒါဖြင့်ဆရာတော်ကပြောပြပါဟုလျှောက်ထား၍ညောင်လွန်းဆရာတော်ကလုံကြီးတင်တန်တူတချောင်းငင်တန်တူဝိသပေါက်တံမပါစေနဲ့စသဖြင့်တတိပေးပြောဆိုကကမ္မဝါဖတ်နည်းကိုသူကိုယ်တိုင်ထံကရိုင်းပရက်ပိသစွာနှင့်ဖတ်ပြလေသည်ဆရာတော်ဖတ်ပြ၍ပြီးဆုံးသည့်အခါဥက္ကဝိကကမ္မဝါစာကိုကင်ပြီးညောင်လွန်းဆရာတော်ဖတ်ပြသည့်အတိုင်းသလုံးမှမလွဲမမားစေပဲဖတ်ပြ၍ဆရာတော်ဖျားမကြိုက်သေးရင်ယခုကပြင်ပါပိဋကတ်ထဲကြမှာမအော်ပါနဲ့ဖျားဟုလျှောက်ထားလေရာဒီတိုင်းဖတ်ရင်သဘောကျပါပြီဥက္ကဝိရဲ့ဟုပြန်လည်အမိန့်ရှိလေ၏တထုံမြို့တို့တိမ်သမုတ်သွားရာတွင်ဥက္ကဝိလိုက်ပါမည်ဆိုသည်ကိုသဘောမကျနိုင်တော့ညောင်လွန်းတိုင်းမှအချို့တပည့်ကြီးများကညောင်လွန်းဆရာတော်အားတိမ်သမုတ်သွားရာတွင်သာမတတ်ပေမတတ်တောထွက်ကြီးတွေခေါ်မသွားပါနဲ့ဖျားဟိုကြတော့အဆက်ကွဲနေပါဦးမယ်ဟုလျှောက်ထားကြရာဒါကတော့အမြင်တစ်မျိုးစီကိုဟုညောင်လွန်းဆရာတော်ကအမိန့်ရှိလေ၏တို့နှစ်1984ခုနှစ်တပေါင်းလတွင်တိမ်သမုတ်ရန်တထုံမြို့နေမင်္ဒရတောင်တို့ကြွတော်မူကြသည့်အခါတပည့်ဒါယကဒါကမတို့ကမိယထာတွယ်လုံးငှားရမ်းပေးသည့်နှင့်တိရန်တွဲပေါ်တွင်ညောင်လွန်းဆရာတော်ဥမိထာဝီမိထီလာရေးလဲဆရာတော်ဂျိုပင်ဆရာတော်ဥသိက္ခညောင်လွန်းတိုက်ဆရာတော်ဥကဝိန္ဒမောင်ရင်ပေါ်ကျောက်ဆရာတော်ဥကဝိမောင်ရင်ပေါ်ကျောက်ဥဝိဇယစွန်းလွန်ဥကောတန်လစုစုပေါင်းဆရာတော်9ပါးတို့စင်းနှင်းလိုက်ပါကြွသွားတော်မူကြလေသည်ဤတို့ကြွသွားတော်မူရာပဲခူးမြို့အလွန်မိယထာကလည်းအရှိန်ပြင်းစွာနှင့်ခုံမောင်းနေစဉ်ဆရာတော်9ပါးစင်းနှင်းသွားတော်မူသောတွဲပေါ်တို့ယဟန်တော်တစ်ပါးခုံတက်တွဲကပ်လာရာဆရာတော်များကဒီတွဲဟာတွဲလုံးအပိုင်ငှားရမ်းစင်းနှင်းလာတာပါတိရန်တွဲမှုမတက်ပါနှင့်ဟုတားမြစ်ကြလေ၏၎င်းယဟန်ကအိုပိုင်ပိုင်ဆိုပြီးပရင်းပေါက်မှဇွတ်အတင်းတွဲတွင်းတို့ဝင်ရောက်လာ၍ဆရာတော်များကိုစစ်စစ်ဆက်ဆက်ကြည့်ပြီးလျှင်ရှင်မဟိန်သားတို့လိုတီဟိုကိုတာရဏပြုသွားကြမလို့ကိုအေးလေမဟုတ်ပါဘူးတထုံကိုတာရဏပြုသွားကြမလို့ကိုဟုဆိုပြီးအောင်ပဒတ်လို့အော်ဟစ်ကလက်ထဲတွင်စုပ်ကင်ထားသည့်ခလောက်ကလေးကိုလှုပ်ရမ်းပြရင်ဒီမှာကြည့်ခလောက်အဆံမပါဘူးထို့နောက်လက်ညှိုးတငောင်းငောင်းနှင့်တစ်ပါး2ပါး3ပါး4ပါး5ပါး6ပါး9ပါးဟုဆရာတော်များအားရေတွက်ရင်5ပါး8ပါးဟုဆိုလေ၏၎င်းနောက်ဆရာတော်များအားဘယ်ကကြွလာကြတာတုံးဟုမေးမြန်းပြန်ရာဆရာတော်များကညောင်လွန်းကပါဟုဖြေကြသဖြင့်ညောင်ချင်လားညောင်ကြက်လားအေးလေဘော်ဒီညောင်ဘောဟုသူ့ဟာသူဖြေကြပြီးမိယထာအရှိန်ပြင်းစွာခုံမောင်းနေစဉ်မှာပင်တွဲပေါ်မှခုံဆင်းသွားလေ၏ထို့နောက်ဆရာတော်ဥက္ကဝိကညောင်လွန်းဆရာတော်အားဆရာတော်ဖျားခုနကယတိလူယဟန်လူပြောသွားတဲ့ခလောက်အစံမပါဘူးဆိုတာဟာတိမ်သမုတ်ရာမှာတန်ဃာကနောက်ဆက်ပါလိမ့်မည်ဖျားဒါပေမဲ့အစံမပါလို့ပြည့်အောင်တော့မဖြတ်နိုင်ပါဘူးဖျားဟုကောက်ကငင်ကနမိတ်ဖတ်၍လျှောက်ထားလိုက်ရာညောင်လွန်းဆရာတော်ကတန်ဃာကိစ္စမှုတန်ဃာကနောက်ဆက်လိမ့်မည်မထင်ပါဘူးဥက္ကဝိရဲ့ဟုဖြေကြားတဲ့ဖြင့်ဥက္ကဝိကဆက်လက်၍ဆရာတော်ဖျားမယုံရင်စောင့်ကြည့်တော်မူပါတန်ဃာကပဲနောက်ဆက်ပါလိမ့်မယ်ဒါပေမဲ့တိမ်သမုတ်တာကတော့အောင်မြင်မှာပါပဲဖျားဟုလျှောက်ထားလိုက်လေ၏တထုံပူရာတို့ယထာစိုက်သည့်အချိန်တွင်ဆရာတော်9ပါးအားအစိုးရအရာရှိများဖြစ်ကြသည့်ဥဘိုးစဥကျော်တွင်စသောမြို့ကန်ဒါယကဒါကမပေါင်းတို့ကတောင်းဖြတ်ခရီးဥကြိုဆိုကြလျက်နေမင်္ဒရတောင်ကြီးရှိတဲချောင်းတို့မော်တော်ကားဖြင့်တိုင်းမြိုက်စီကားစွာပင်းဆောင်သွားကြလေသည်ထိုနေ့ညမိုးချုပ်တီနှင့်တပြိုင်နက်ဆရာတော်ဥက္ကဝိသည်တဲချောင်းရှိဆရာတော်များထံလာရောက်လူဒန်းထားသည့်ဖျောင်းတိုင်များကိုစုဆောင်းသိမ်းဆည်းယူငင်၍နေမင်္ဒရတောင်ပေါ်သို့ကြွသွားတော်မူလေသည်တောင်ပေါ်သို့ရောက်ရှိသည့်အခါတရောင်လုံးလင်းထိန်နေအောင်ဖျောင်းတိုင်များကိုမိထွန်းတော်မူ၍ကျက်ရှာတိုင်များကိုလည်းအနှံ့အပြားစိုက်ထူလိုက်ပြီးတောင်ဆောင်နှံအပေါင်းတို့အသင်တို့ကိုငါကဖျောင်းတိုင်ကျက်ရှာတိုင်များပေးတယ်အသင်တို့ကြည်ညိုသောဖျားကိုပူဇော်ကြော့ကြ
အသင်တို့အတွက်ငါကပေးတယ်ဟုဆိုလျက်တနင်္ဂနွေတောင်မှရပ်တော်မူ၍ပရိကံပြုကာတရားနှလုံးသွင်းဆင်ခြင်လျက်မေတ္တာကမ္မထံစီးဖြန်းတော်မူလေ၏ထို့နောက်ဆရာတော်ဥက္ကဝိသည်တရားဒေသနာများကိုဟောကြားဆုံးမတော်မူရာပုဂ္ဂိုလ်အမျိုးမျိုးတို့လာရောက်ဖူးမြော်ကြောကြလေသည်နောက်ဆုံး၌ပုဂ္ဂိုလ်တယောက်သည်မြင့်မြောက်တန်စာ၅ပါးကိုဆင်ရင်လျက်လာရောက်ကြောရာဆရာတော်ဥက္ကဝိကအင်းဒီပုဂ္ဂိုလ်ဟာမနုဟာမင်းနဲ့တူတယ်အရင်လဲရင်အဖျားထင်းပြစ်တာဘောဟုအောက်မေ့ပြီးတရားဒေသနာများကိုထပ်မံဟောကြားဆုံးမတော်မူပြီးအသင်နတ်မင်းဤတောင်တွင်ထူပါယုံစီတီတော်ရှိတယ်ဓာတ်တော်များလည်းကိန်းဝတ်တော်မူတယ်လူအများဖြတ်တန်းသွားလာကြခြင်းအဖြစ်အပြစ်အန္တရာယ်ရှိကြတယ်ဒါကြောင့်ဒီတောင်မှာငါတို့သာရဏပြုမယ်သင်တို့ခဏခဏဖယ်ပေးပါငါတို့တိမ်သမုတ်ပြီးတဲ့အခါသင်တို့ပဲပြန်ဆောင်ရှောက်ကြပါအသင်အလိုရှိတဲ့နေရာကိုပြပါအသင်အိမ်တော်လည်းမဖျက်ဆီးပါဘူးအသင်အတွက်အိမ်တော်နတ်ကွန်းဆောက်လုပ်ပေးဦးမယ်ဟုအမိန့်ရှိလိုက်ရာထိုပုဂ္ဂိုလ်သည်တလုံးတစ်ပါးထားမှပြန်လည်းမပြောဆိုပဲတနင်္ဂနွေတောင်မှငိုယိုလျက်ဆင်းသွားသည်နှင့်သူတဘောကြသောနေရာဌာနကိုသိရှိရ၍၎င်းနေရာတွင်နတ်ကွန်းဆောက်ပေးစေလေသည်၎င်းနတ်ကွန်းသည်နေမိန်ဒရတောင်ပေါ်တနင်္ဂနွေတောင်ရှိတစ်ပင်ကြီးအောက်၌ယခုတိုင်ပင်ရှိလေသည်ဆရာတော်ဥက္ကဝိလည်းကိစ္စဝါဝါတို့ပြီးစည်းတော်မှတောင်အောက်တဲချောင်းတို့ပြန်ကြွလာတော်မူသည်မှတ်ချက်ဆရာတော်ဥက္ကဝိသည်မနုဟာမင်းငိုယိုလျက်ဆင်းသွားသည့်အကြောင်းကိုအာယုံပြုကြည့်ရာတွင်ဘဝတန်ရာများလာစွာကတပည့်တကာဆရာများဖြစ်ခဲ့ကြဘူးတော့လဲယခုမှမူကားအယူသိမ့်ပါဘဝချ၍နေစဉ်ပြန်လည်ဖူးတွေ့ရတော့ကြောင့်ရှေးဘဝများကအဖြစ်ပြက်များကိုပါပြန်လည်တွေးတော်မိသည့်ဖြင့်တစ်ချိန်တစ်ခါမျှမနာရမကြားဘူးတော့တရားတော်မြတ်များကိုပါနာကြားရသည်နှင့်မနုဟာမင်းမှာဝမ်းသာဝမ်းနဲ့ကြေကွဲလာသည့်အတွက်ငိုယိုခြင်းဖြစ်ကြောင်းဆရာတော်ဘုရားကြီးကဟောကြားတော်မူခဲ့ဘူးသည်ဆရာတော်ဥက္ကဝိ၏ပြုလုပ်ဆောင်ရွက်ချက်များကိုအချို့သောတန်ခါများကဥက္ကဝိသည်လောကီအလုပ်တွေသာလုပ်နေသည်ဟုကဲ့ရဲ့သင်းကြိုအသင်းဆိုကြ၍ညောင်လွန်းဆရာတော်အားလျှောက်ထားသည်နှင့်ဆရာတော်ဥက္ကဝိကညောင်လွန်းဆရာတော်အားလျှောက်ထားသည်မှာဥပမာဆရာတော်ဘုရားကျောင်းပရဝုံကိုအစိုးရကအာဏာနှင့်အသင်းသိမ်းပြီးလာနှင်လျင်အာမတန်လို့မန်ကိုလျှော့ရပေမဲ့ဆရာတော်ကျေနပ်ပါမလားဖရာဟုမေးမြန်းရာဆရာတော်ကဘယ်ကျေနပ်နိုင်မလို့ဥက္ကဝိရဲ့ကဲအရှင်ဖျားတို့ဒီနေရာကတခြားနေရာကိုခိတ္တကြွနေပါအောင်ဖရာတပည့်တော်တို့ဒီနေရာမှာအရေးကြီးတဲ့ကိစ္စအကြောင်းတစ်ခုရှိလို့ဆောင်ရွက်ပြရစီကိစ္စပြီးတော့ရှင်ဖျားတို့နေရာအရှင်ဖျားတို့ပဲတည်င်းသုံးတာပေါ်လို့ရှောက်ရင်ကောကျေနပ်မည်မဟုတ်ပါလားဖရာဟုလျှောက်ထားရာဒီလိုဆိုရင်တော့ကျေနပ်တာပေါ်ဟုညောင်လွန်းဆရာတော်ကအမိန့်ရှိလေ၏ဆရာတော်ဥက္ကဝိဖြည့်ရှင်းချက်ကိုကြားရတော့အခါအားလုံးသဘောပေါက်ခါကျေနပ်ကြလေသည်ဒါယကမတို့သည်ယခင်ကအကြီးအကျယ်နောက်ဆက်ဖြက်စည်းခဲ့ဘူးသည်နှင့်ယခုဆရာတော်များစီမံဆောင်ရွက်နေကြသည်များကိုအထူးတတိပြု၍စိုးရိမ်မကင်းတစ်စေတစ်စောင်းကြည့်ရှုနေကြရာရှေးအခါကဤတောင်ပေါ်တွင်တိန်နံနမိတ်ကြောက်တိုင်တေဝါစသည်များကိုပင်အသင်မခံဆွဲကြခြင်းများခံရဘူးတော့လဲယခုမှမူကားတောင်ကြီးတွင်ကုတီတစ်လုံးပင်ဆောက်လုပ်ထားရှိပြီးဖြစ်တော့လဲမိတို့များအနောက်ရှက်မပြုသည့်အဖြစ်ကိုတွေးရှိကြသဖြင့်အာရရွှင်လန်းဝမ်းမြောက်ဝမ်းသာဖြင့်တောင်ပေါ်တွင်ဘာပဲလှုပ်လက်ခံပြီးဟိုတုန်းကလိုတောင်ကြီးမကြမ်းတော့ဘူးဟေဟုတယောက်နှင့်တယောက်ပြောကြလျက်အားသက်နေကြလေသည်တိမ်နှုတ်ရန်နေ၌ဥက္ကဝိအခါပေးသည့်အချိန်တွင်တန်ဃာများစည်းဝေးစေပြီးရှေးဥစွာဆရာတော်ဥက္ကဝိလက်တို့ကမဝါကိုထည့်လျက်ညောင်လွန်းဆရာတော်ကဥက္ကဝိကမဝါကိုခမည်းအရင်ဆုံးဖတ်ပါဟုပြောရာဆရာတော်ဥက္ကဝိသည်ကမဝါကိုထံကရိုင်းပရက်ပိတစွာနှင့်ဖတ်တော်မူလေ၏ထို့နောက်ညောင်လွန်းဆရာတော်ကသူ၏တပည့်များကိုအဖတ်ခိုင်း၍ဖတ်ကြရာလုတ်ပြီကျောင်းတုံးကတော့စာမတတ်ပေမတတ်တဲ့တောထွက်ကြီးတွေခေါ်သွားရင်လူတွေကြတော့အဆက်ကွဲနေလေဦးမယ်ဆိုပြီးခုတော့သူတို့ကတောထွက်ကြီးတွေလောက်မှနေရာကျအောင်မဖတ်နိုင်ကြဘူးဟုအမိန့်ရှိလေ၏ထို့နောက်ညောင်လွန်းဆရာတော်ရေလေဆရာတော်များအသီးဖတ်ကြ၍တိမ်နှုတ်ချင်းကိစ္စပြီးမြောက်သွားရာတိမ်နယ်နမိတ်တိုင်များကိုတောင်ပေါ်တို့တင်ပို့စေလေ၏နောက်တနေ့တိမ်မသမုတ်မီဘုန်းကြီးတစ်ပါးလာရောက်ကအရှင်ဖျားတို့ဒီတိမ်ကိုဘလို့သမုတ်မာတုံးဟုမေးသည်ဖြင့်ညောင်လွန်းဆရာတော်ကနေသိမ်းသမုတ်မီဟုဖြေကြားရာမိလာတော်ဘုန်းကြီးကမရေမရာတောင်ပြောမြောက်ပြောနှင့်မအပ်ဘူးဆိုတလူဘာလူပြောနေပြန်ရာဂျိုပင်ဆရာတော်ဥသိက္ခကကဲအရှင်ဖျားတို့ကမအပ်ဘူးထင်ရင်မအပ်တဲ့အကြောင်း
အကူအကားနဲ့တကွပြပါအသက်အကြောင်းအကူအကားစာများကြည့်ခြင်းပြမည်ကြည်မလားဟုပြောလိုက်တော့မှ၎င်းဘုန်းကြီးလည်းပြန်သွားလေ၏တိမ်သမုတ်ရန်ခေအတွင်းဆန္ဒတောင်းတင်သောပုဂ္ဂိုလ်များအားဆန္ဒတောင်းခြင်းနှင့်ပင်တင်သောပုဂ္ဂိုလ်များအားပင်ခြင်းကိစ္စအဝဝတို့ကိုပြုလုပ်ကြ၍ည10 နာရီအချိန်လောက်တွင်ကြောက်စီခေါင်းလောင်းအုံမောင်များတီးခတ်၍နေဆောင်သောပုဂ္ဂိုလ်များအားအချက်ပေးကတိမ်သမုတ်ကြလေသည်ဆရာတော်ဥက္ကဝိသည်ထိုည၌ပင်တိမ်သမုတ်ခြင်းကိစ္စပြီးမပြီးအောင်မအောင်ကိုအာယုံပြု၍နှလုံးသွင်းဆင်ခြင်ကြည့်ရာတိမ်သမုတ်စဉ်ကယဟန်တစ်ပါးဤနယ်အတွင်းတို့ဝင်နေကြောင်းနှင့်၎င်းယဟန်နှင့်အခြားယဟန်တစ်ပါးတို့အချင်းချင်းပြောနေကြသည့်စကားများကိုပါမြင်ကြားရသဖြင့်တိမ်မအောင်ကြောင်းကောင်းစွာသိရှိရ၍ညောင်လွန်းဆရာတော်အားဆရာတော်ဖျားသူတို့ယဟန်ချင်းပြောဆိုနေကြတယ်ဖျားသူတို့သမုတ်တဲ့တိမ်ဟာမအောင်ဘူးဝက်ဖြစ်သွားတဲ့တိမ်သမုတ်စဉ်ဘယ်အချိန်ဘယ်နာရီမှာတပည့်တော်တို့သူတို့ခေတ်အတွင်းရောက်နေတယ်ဒါကြောင့်သူတို့တိမ်ဟာမအောင်ဘူးလို့သူတို့အချင်းချင်းပြောနေကြတယ်ဖျားဟုမိမိမြင်ကြားသည့်အတိုင်းလျှောက်ထားလေ၏ညောင်လွန်းဆရာတော်ကဒီလိုဆိုတိမ်မအောင်ဘူးပေါ့ဟုဆိုလျက်အချင်းချင်းပြောဆိုနေကြသည်ဆိုတော့ယဟန်များကိုရှာဖွေစေလျက်စုံစမ်းမေးမြန်းကြည့်ရာတိမ်သမုတ်ချိန်တွင်ခေတ်တစ်ခုမှယဟန်တစ်ပါးမိမိတို့ခေတ်အတွင်းတို့ရောက်ရှိနေကြောင်းသိရှိရလေသည်တို့နှင့်နောက်တနေ့ညတွင်ဒါယကဒါယကမအပြင်ဆိုရများ၏အကူအညီနှင့်တကွဆန္ဒများတောင်းပြီးတိမ်သမုတ်ခြင်းကိစ္စကိုရှင်းဤအတိုင်းထမှန်ဆောင်ရွက်ပြုလုပ်ကြရာနေမိန်ဒရတောင်၌တိမ်သမုတ်ခြင်းကိစ္စသည်ကောင်းစွာအောင်မြင်ခြင်းတို့ရောက်ရှိလေ၏ထို့နောက်တိမ်နယ်နမိတ်တိုင်များကိုလည်းအသီးအသီးစိုက်ထူကြလေ၏တိမ်သမုတ်ခြင်းကိစ္စထမြောက်အောင်မြင်သွားရာတပည့်တကာတကာမများတို့မှာနှစ်ထောင်အားရကခုန်ရွှင်မြူးကြကုန်လျက်ဆိုရအရာရှိကြီးတူဖြစ်သူဥကျော်တွန်းကမူဆရာတော်ဥက္ကဝိကိုသူကိုယ်တိုင်ထမ်းပြီးဓမ္မယဟန္တာကြီးအစစ်ဟုဟစ်အော်ကြွေးကြော်လေသည်နောက်တနေ့တရားပွဲတွင်ဆရာတော်ဥက္ကဝိအားတရားဟောချီးမြှင့်ရန်လျှောက်ထားတောင်းပန်ကြသည်နှင့်ဆရာတော်ဥက္ကဝိသည်မိမိကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရသောဒုက္ခများအကြောင်းကိုထုတ်ဖော်ပြတန်းသည့်ဥဒန်းတရားတော်ကြီးကိုဟောကြားတော်မူရင်းတထုံနယ်သူနယ်သားများ၏ဒူရင်းဒီကောက်ရခြင်းနှင့်မင်းကိုတီခူးရခြင်းဒုက္ခများကိုပါထက်တွင်ဟောကြားဆုံးမတော်မူရာကလေးတငယ်များ၏ပါဇက်ဖျားတွင်ပင်ဒူရင်းဒီမကောက်ခြင်းပဲနဲ့ကောက်ရတယ်မင်းကိုတီမခူးခြင်းပဲနဲ့ခူးရတယ်အဲ့ဒါဘာကြောင့်တုံးကာမဂုဏ်မွဲယာကဆွဲလို့အာကိုမလို့ဗျအာကိုမလို့ဟုဥဒန်းတွင်ကြံရစ်လေသည်တညတွင်ဘုန်းကြီးတစ်ပါးရောက်လာ၍ဥက္ကဝိဟုခေါ်ရာဆရာတော်ဥက္ကဝိသည်အောက်သို့ဆင်းသွားတော်မူ၍အတွေ့ခံသည်တွင်၎င်းဘုန်းကြီးကဟိုနာခဏလိုက်ခဲ့စမ်းပါဟုခေါ်ဆောင်လေ၏ထိုအခါဆရာတော်ဥက္ကဝိကစဉ်းစားမိသည်မှာသူနဲ့ငါဟာတီကျွမ်းကြသူများလည်းမဟုတ်ငါမလိုက်ပြန်ရင်လည်းသူတော့ဒုက္ခရောက်တော့မယ်သူခေါ်ရာငါလိုက်ပြန်ရင်လည်းငါဆင်းရဲတော့မယ်ကဲလေငါပဲအဆင်းရဲခံတော့မယ်ဟုဆုံးဖြတ်တော်မူပြီး၎င်းဘုန်းကြီးအားရှေ့ကထား၍တွားစေရာမှောင်ကြီးမဲတောနဲ့ထဲသို့ခေါ်ဆောင်သွားလေ၏နောက်တော့တော်ပါပြီဖျားပြန်มาတော့တပည့်တော်လိုက်ပို့ပါမည်ဟုလျှောက်ထားရာဆရာတော်ဥက္ကဝိကနေပါစေတပည့်တော်ပါတာတပည့်တော်ပြန်ပါမည်ဟုပြောဆိုလျက်မှောင်ကြီးမဲတောနဲ့ကြီးထဲမှာဟိုဆန်းဒီဆန်းနှင့်ပြန်လာရာအသွားတုံးကားလောက်မဝေးပဲလွယ်လင်းတကူနှင့်တဲချောင်းတို့ပြန်လဲရောက်ရှိလာလေသည်ခေါင်းဖုံးကြီးလာရောက်ခေါ်ဆောင်ခြင်းကတော့ဆရာတော်ဥက္ကဝိလိုက်ရဲသလားမလိုက်ရဲဘူးလားတုံးလို့သလားမတုံးလို့ဘူးလားဆိုတာကိုတွေးသိရန်လာဆန်းခြင်းပင်ဖြစ်ပေသည်ဆရာတော်ဥက္ကဝိဤတည်င်းသည်ဝင်းနီးနှံ့ပြားကြော်ကြားသွားရာတထုံအပိုင်ခရွဲရွာမှဆရာတော်သည်ဥက္ကဝိအားတွေးလိုသည်နှင့်ကြွလာတော်မူလေ၏ညောင်လွန်းဆရာတော်ကခရွဲဆရာတော်လောကီဘက်တွင်စီးပူးလေးလာထားကြောင်းကြားသိရ၍ဥက္ကဝိအားခရွဲဆရာတော်ကိုစုံစမ်းကြည့်စမ်းပါသူ့ဟာတူတော့ထိတ်တန်းပဲလို့အလံထူလာတယ်ဟုပြောဆိုထားသည်နှင့်တွေ့ဆုံကြသည့်အခါဆရာတော်ဥက္ကဝိကခရွဲဆရာတော်အားပရိကံတီပုံအမိန့်ရှိတော်မူပါရန်လျှောက်ထားလေ၏ထိုအခါခရွဲဆရာတော်ကပထမကတိုင်ဝင်းနမိတ်ယူ၍ပရိကံတီရကြောင်းနှင့်သူဆွဲမှတ်ယူဆထားသည့်များကိုပါအမျိုးမျိုးဝေဖန်ပြောဆိုသွားရာဆရာတော်ဥက္ကဝိကဥပမာအရှင်ဖျားခုနကကွင်းရဲ့ကြောင့်အမိန့်ရှိသွားတယ်တပည့်တော်ကဟောဒီကွင်းရဲ့ထဲမှာကွင်းရဲ့ဗနေရရှိတယ်ဆိုတာသိလိုပါတယ်ဖျားဟုလျှောက်ထားမေးမြန်းရာခရွဲဆရာတော်ကဒီအထိတော့အာယုံမလိုက်နိုင်တော့ကြောင်းအမိန့်ရှိသည်ဖြင့်ဆရာတော်ဥက္ကဝိကပင်
ကွန်းပနေရွက်ရှိသည်ကိုတိတိကျကျဖြေကြားလိုက်လေသည်ထို့နောက်ခရွဲဆရာတော်ကပရိကံတီပုံနှင့်တကွတရားအားထုတ်နည်းနေတီးများကိုမေးမြန်း၍ဖြေကြားတော်မူလိုက်ရာခရွဲဆရာတော်ကဆရာတော်ဥက္ကဝိအားအရှင်ဖျားအသက်ငယ်ပါသေးတယ်ရှေ့ဆက်ပြီးကြိုးစားပါဖျားတပည့်တော်တော့တွတ်ချပါဒကတ်နေလို့ဒီအထိအာယုံမပြုနိုင်တော့ပါဟိုတုန်းကတပည့်တော်ရဲ့ဥဥဒ္ဓမရဲ့တိချတောင်ဥတိလောကရဲ့တတ္တဝါတွေကိုကောင်းကင်ကနေပြီးတရားဟောနိုင်မှပြန်ကြတော့မယ်လို့စိတ်ဆုံးဖြတ်ပြီးတရားရှာထွက်ခဲ့ကြတယ်နောက်တော့ဒုက္ခတွေဒါအမျိုးမျိုးတွေ့ပြီးလူရင်းကိစ္စမပြီးမြောက်နိုင်တာနဲ့ပြန်ခဲ့ရတဲ့ဖရာဟုအမိန့်ရှိလေ၏မှတ်ချက်ဆရာတော်ဥဥဒ္ဓမသည်တိချတောင်ဆရာတော်ဥတိလောကတို့နှင့်ခွဲခွာခဲ့ပြီးဆရာတော်ဥက္ကဝိထံဝင်ရောက်၍ပရိကံတဲပုံတရားထုတ်နည်းများပါစုံစမ်းရင်းတရားထုတ်သွားဘူးသည်နှင့်အထက်ပါခရွဲဆရာတော်လျှောက်ထားချက်များကိုဆရာတော်ဥက္ကဝိသိနှင့်ပြီးဖြစ်သည်ဥဒ္ဓမသည်ဆရာတော်ဥက္ကဝိထံတွင်တရားထုတ်နေစဉ်ကဒါယကမများသည်ဒါယကများတဲ့တရားတွေ့လွယ်သည်ကိုအကြောင်းပြု၍အောက်ပါအတိုင်းပင်စာချိုးခဲ့လေသည်ဘိုးကြီးနဲ့ဂျိုထောင်ကုန်းခေါင်ခေါင်ဟုအချက်လက်ကွက်ချီယုံနိုင်ပေါင်းနွားမတွေဟူတစုဂျိုတစ်ခုမှမပါပေါင်းဘိုးဆိုတာဝေလာဝေးခွာလေးကသေးမြောင်မြောင်ကိုကောင်ကလှီကင်းနွားမတွေဟူတတင်းရဲ့ကလဲပေါ်မှာကုံတွေတွင်ယုံချက်ကပြင်းဒါကမများသည်ယုံကြည်ကြည်နှင့်ဟိုနယ်ဒီနယ်မတွေးဆပဲဆရာဓမ္မဆုံးမတွင်တင်ပြတတ်သည့်အတိုင်းစိတ်လိုက်မှန်ပါတရားထုတ်ကြသည်နှင့်တရားတွေ့လွယ်တော်လဲယဟန်တော်များနှင့်ဒါယကများသည်မိမိတို့ကလည်းပညာဘုဒ္ဓတာနှင့်ပြည့်စုံတင်တဲ့လောက်ပြည့်စုံထားကြတော့နှိုင်းချိန်စဉ်းစားနေတာနဲ့တရားမတွေ့လွယ်ကြောင်းကိုရည်ရွယ်ဆက်ဆိုခဲ့လေသည်တထုံမြို့နေမိန်ဒရတောင်တိမ်တမုတ်ချင်းကိစ္စပြည်စည်းသည်နှင့်ဆရာတော်9ပါးတို့သည်မိယထာစီးနှင်း၍ပြန်လည်ကြွလာခဲ့ကြရာယထာဘော်တွင်ဆရာတော်ဥက္ကဝိကညောင်လွန်းဆရာတော်အားတပည့်တော်တို့ယထာစီးကြွလာစဉ်ကယတိလိုလိုယဟန်လိုလိုတယောက်ကပြောကြားသွားသည်များကိုတပည့်တော်နမိတ်ဖတ်ပြခဲ့တဲ့အတိုင်းယခုတိမ်တမုတ်ရာကိစ္စမှာတန်ဃာကပဲနောက်ဆက်တာထင်ရှားပြီမဟုတ်ပါလားဖေဟာဒါပေမဲ့ခလောက်ကအဆံမပါတော့ပြည့်အောင်တော့သူတို့မဖြတ်နိုင်ပါဘူးအောင်မြင်မှာပါပဲလို့လျှောက်ထားခဲ့ဘူးတဲ့အတိုင်းပဲသူတို့ဖြတ်ပင်မဲ့တိမ်ကိစ္စထားမြောက်အောင်မြင်သွားတယ်မဟုတ်ပါလားဖေဟာဟုလျှောက်ထားလေရာညောင်လွန်းဆရာတော်ကအေးဥက္ကဝိမှန်လိုက်တာဟုအမိန့်ရှိလေ၏ဝိတုဒ္ဓိ9ပါးဂျိုးပင်ဆရာတော်ကဥက္ကဝိအားဝိတုဒ္ဓိ9ပါးပြောစမ်းပါဟုမေးရာအရှင်ဖျားတို့ဝိတုဒ္ဓိကိုတပည့်တော်မပြောတတ်ပါတပည့်တော်ပြောတတ်တယ်လို့ပြောပြရစီပြောပါဟုခွင့်ပြုတယ်နှင့်ဥက္ကဝိကလျှောက်ထားပုံတရားထုတ်တဲ့ယောဂီပုဂ္ဂိုလ်ဟာရှေးဥစွာဖျားကတော့မေတ္တာပို့အများဝေပြီးလျင်မိမိခန္ဓာကိုယ်ယုံနာနှစ်ပါးကိုအာထုတ်ဆဲအခါဖျားကိုလူအချိန်မပိုင်းနဲ့မိမိစွမ်းနှမျှအာထုတ်သမာဓိရလာတော့မှခန္ဓာကိုယ်ပေါ်မှာပူမှုအေးမှုစသောဝေဒနာပေါ်လာလိမ့်မယ်အဲ့ဒီပေါ်လာတဲ့ဝေဒနာကိုရှုဆဲအခါ၌မျက်စိကလည်းတောင်ကြည့်မြောက်ကြည့်မကြည့်ဘူးပါးစပ်ကလည်းစကားမပြောဘူးလက်ကလည်းကိုယ်ယူကာယမလုပ်ဘူးအဲ့ဒီတော့စက္ခုံဒရီတောတိန်ဒရီဂာနိန်ဒရီဇီဝိန်ဒရီကာရိန်ဒရီဟူသောအိန္ဒြေ5ပါးလုံနေတယ်အဲ့ဒါသီလစင်ကြယ်တယ်သီလဝိတ္တုဒ္ဓိလို့ခေါ်တယ်ဝေဒနာပေါ်မှာစိတ်တည်နေတော့စိတ်စင်ကြယ်တယ်အဲ့ဒါစိတ်တဝိတ္တုဒ္ဓိလို့ခေါ်တယ်သီလကလည်းစင်ကြယ်စိတ်ကလည်းစင်ကြယ်တော့မှန်တာမြင်တာပေါ့မှန်တာမြင်တယ်ဆိုတာဘယ်လိုမြင်တယ်လဲဆိုတော့မိမိခန္ဓာကိုယ်ပေါ်မှာမွေးတွင်းပေါက်ကမိခက်နဲ့မိခက်ကြောက်ခတ်လိုက်တော့မိပွင့်ကလေးတွေဖွာဖွာနဲ့မြင်ရတယ်လို့မြင်ရတယ်အဲ့ဒီလိုမြင်ရတော့ငါမှခြေလည်းမရှိလက်လည်းမရှိကိုယ်လည်းမရှိဥကောင်းလည်းမရှိခန္ဓာကိုယ်ကြီးသုံးသွားတယ်အဲ့ဒီတော့အမြင်စင်ကြယ်တယ်အဲ့ဒါကိုဒိဋ္ဌိဝိတ္တုဒ္ဓိလို့ခေါ်တယ်အဲ့ဒီလိုမြင်ရတော့ဟုတ်ပါပြီတဲ့မှန်ပါပြီတဲ့ဟုဖျားကိုယုံကြည်ခြင်းဖြစ်လာတယ်အဲ့ဒီတော့ယုံမာကင်းသွားတယ်ကင်္ခာဝိတရဏဝိတ္တုဒ္ဓိလို့ခေါ်တယ်အဲ့ဒီလိုမြင်ရတွေ့ရတော့ဝမ်းသာတာပေါ့ဝမ်းသာတော့အလင်းတက်ကြီးဟာမိမိရှိမှပေါ်လာတယ်။ခေါင်းအလင်းတက်ကြီးထဲမှာတွားပြီးတွေ့နေတယ်။အဲ့ဒီလိုအလင်းတက်ကြီးထဲမှာတွားတွေ့နေတော့ခန္ဓာကိုယ်ပေါ်မှာဝေဒနာတွေချုပ်ပြီးအေးနေတယ်။အဲ့ဒါအန္တရာယ်10ပါးထဲမှာနစ်နေတယ်လို့ခေါ်တယ်။အဲ့ဒီလိုအလင်းတက်ကြီးထဲမှာတွေ့နေရမှငါဟာမဟုတ်သေးပါဘူးဆိုပြီးခန္ဓာကိုယ်ပေါ်ကိုအာယုံပြန်ပြီးသိမ်းလိုက်တယ်။အဲ့ဒါမေဃညာနာတတနာဝိတ္တုဒ္ဓိလို့ခေါ်တယ်။အဲ့ဒီလိုခန္ဓာကိုယ်ပေါ်တို့အာယုံရောက်လာတော့ဝေဒနာတွေပြန်ပြီးပေါ်လာတယ်အဲ့ဒီတော့အာယုံကအထက်လွန်သွားလိုက်အောက်ပြန်ကျသွားလိုက်နဲ့နေတယ်မျက်စိမှပရိပဒါမကြသေးဘူး
အဲ့ဒီတော့ဇောကိုသင်ပြီးတဖြည်းဖြည်းချလာတော့မစ္စည်းမပရိပဒါကျသွားရောအဲ့ဒါပရိပဒါညာနာတတနာဝိတုဒ္ဓိလို့ခေါ်တယ်အဲ့ဒီလိုပရိပဒါလဲကျသွားရောတနတ်ကိုရမ်းတောင်းထည့်ပြီးစိတ်ကကင်ဖြုတ်လိုက်တယ်လို့ဒင်းဆိုပြတ်သွားရောအဲ့ဒါညာနာတတနာဝိတုဒ္ဓိလို့ခေါ်တယ်ယူပင်ဆရာတော်ကအရှင်ဖျားဝိတုဒ္ဓိကတာရွေ့ပင်ကောင်းလေးသည်ဟုပြောလေ၏1288ခုနှစ်တော်တလင်းလဆန်း3ရက်နေ့ညနေ6နာရီအချိန်တွင်ဖက်ပင်ဆရာတော်ဖျားကြီးကြွလာတော်မူသောအခါဆရာတော်ဥပုံညဥဇာဂရစတော်ယဟန်တော်များနှင့်တကွဒါယကာများစီကပ်နေကြစဉ်ဖက်ပင်ဆရာတော်ဖျားကြီးကမြင့်ညံဆရာတော်ဥက္ကဝိအားမေးမြန်းပြောဆိုပုံဥက္ကဝိတို့ကြွလာမည်အကြောင်းကိုပင့်စာ၌ပါတော်ကြောင့်သာယနေ့ညနေလာခဲ့ရတာပါဖျားတော့မဟုတ်ရင်လက်ဖြတ်နေဆုံးမြီုံလောက်တာလာမယ်ဟုကြံပါတယ်လူကြီးဆိုတော့တောအလာတာများတဲဝင်လေးတဲ့ဥက္ကဝိရဲ့မှန်လားပါဖျားကဲဥပုံညတို့ဥဇာဂရတို့ဥက္ကဝိနဲ့စကားပြောကြပါဖျားတပည့်တော်တော့မောသေးတယ်မှန်လားပါဖျားအမောအပန်းဖြေ၍နားနေပြီးနောက်ဆရာတော်ဖျားတာအမိန့်ရှိတော်မူပါဖျားဟုလျှောက်ကြတော့မှအမောပန်းမဖြေပဲဆက်လက်၍အောက်ပါအတိုင်းပြောဆိုလေ၏ဥက္ကဝိတပည့်တော်များသည်တပါးနဲ့တပါးဘွားကနေယခုမှတွေ့မြင်ကြတော့ပုဂ္ဂိုလ်များလည်းမဟုတ်ကြပြီရှေးကလည်းတွေ့ဘူးမြင်မှုသူများဖြစ်ကြ၍တပါးကိုတပါးအာနာစရာလည်းမရှိမင်းမြန်းစရာရှိတဲ့လောက်တော့မင်းမြန်းခွင့်မရပေဘူးလားဖျားမှန်လားပါဆရာတော်ဖျားကြီးတပည့်ကိုအလိုရှိ၍တာဆုံးမတော်မူပါဖျားကဲဒါဖြင့်ရှေးကပဲခူးမြို့အပြားရွာတွင်တွေ့ကြစဉ်ကတော့ဘုံငနဲ့တွေ့ကြရတာကလည်းတကြောင်အာဂန္တုကချင်းဖြစ်နေကြတာကလည်းတကြောင်မို့မေးတင်တလောက်တာမေးရပေတယ်အခုဆက်လက်ပြီးမေးရပြန်တာပေါ့မေးဥက္ကဝိရဲ့ယခုတည်င်းကြုတ်ခါနီးပြီးယခုဝါတွင်ဘာကိုများအာယုံပြု၍တည်င်းသုံးနေပါတုံးဖျားဖြေတာရဏတော်ကိုအာယုံပြုနေပါတယ်ဖျားမေးတာရဏတော်ကိုဘယ်ပုံအာယုံပြုပါတုံးဖျားတာရဏဆိုတာပရိယပရိပတ်နှစ်ပါးရှိပါတယ်ထိုနှစ်ပါးတို့တွင်ဘယ်တာရဏကိုဘယ်ပုံအာယုံပြုနေတုံးဖျားဖြေဖျားတပည့်တော်မှာစာကလည်းမတတ်တော့ပရိယတိတာရဏကိုချီးမြှင့်ခြင်းကမစွမ်းနိုင်ပါဒါကြောင့်ပရိပတ်တိတာရဏပေါ်တွင်သာသမာဓိမရသေးတဲ့ပုဂ္ဂိုလ်များလဲသမာဓိရလေအောင်ရပြီးသားပုဂ္ဂိုလ်များလဲရင်းတဲ့ရင်းအောင်ရင်းပြီးတော့ပုဂ္ဂိုလ်များလဲလူရင်းကိစ္စပြည်စည်းကြအောင်အာယုံပြုနေရပါ၏ဖျားမေးအဲ့ဒါဖြင့်မေတ္တာပေါ့ဖြေမှန်လားပါဖျားမေးမေတ္တာဆိုတာတတ္တပညာပေါ်စိတ်ကိုထား၍လောကီရှိပါသေးတယ်လောကုတ္တရာ၌ကောဘလို့အာယုံပြု၍စိတ်ကိုထားပါတုံးဖျားလောကုတ္တရာမှာကောစိတ်ကိုမထားဘူးလားဖြေလောကုတ္တရာပေါ်မှာလဲစိတ်ကိုထားပါရဲ့ဖျားမေးအဲ့ဒီလောကုတ္တရာပေါ်မှာကြီးပဲစိတ်တွေကိုထားပါတော့လားဖျားအဘယ်ကြောင့်လောကီစိတ်တွေတို့ရောက်နေရသေးတယ်လဲဖြေလောကုတ္တရာပေါ်မှာကြီးတက်စိတ်ကိုမထားနိုင်ပါဖျားခန္ဓာဝင်ကြီးကအလွန်လေးပါတော့ကြောင့်လောကီတလဲလောကုတ္တရာတလဲပြောင်းခံနေရပါ၏ဖျားမေးကဲဒါဖြင့်လောကီပညာအာယုံပြုပုံကိုတော့ထားလိုက်ပါတော့လောကုတ္တရာပရမတ်ကိုတော့ဘလို့အာယုံပြုရပါတုံးဖျားဖြေမိမိမြင်မှုတာကိုအာယုံပြုပါတယ်ဖျားမေးဒါဖြင့်တခြားစာတွေထားလိုက်ပါအောင်တော့နှင်းကြိုဆိုတဲ့အတိုင်းမက္ကဖလင်းစနိဗ္ဗာန်ပစ္စဝက္ခတိပန္တိတော်စသဖြင့်ပစ္စဝက္ခဏာပေါ့ဖြေမှန်လားပါဖျားမေးဒါဖြင့်မဲ့ဖို့နိဗ္ဗာန်ကိုအာယုံပြုရတာနဲ့ပညာကိုအာယုံပြုရတာဘယ်ကတာရီခက်တဲ့တုံးဖျားမဲ့ဖို့နိဗ္ဗာန်ကိုအာယုံပြုရတာကတာရီမခက်ပေဘူးလားဖျားဖြေတပည့်တော်တဘောဖြင့်ဘယ်တည်းမှမခက်ပါဖျားမေးမက်ကိုအာယုံပြုပုံကိုပြောစမ်းပါဖျားဖြေဥပမာယောဂီပုဂ္ဂိုလ်တယောက်ဒီဥပဒနာတရားအားထုတ်၍တက်လာတယ်ဆိုပါတော့ဖျားအဲ့ဒီတော့ဘဝင်အနှဲငယ်များကြာသွားပြီးနောက်ရှေ့စိတ်သုံးပါးကကိလေသာတရားကိုဖယ်ရှားပေးပါရောဖျားနောက်စိတ်ကနိဗ္ဗာန်ကိုမြင်ပါရောဒါနဲ့စိတ်စေတသိက်ရုပ်ဆိုတဲ့တရားသုံးပါးဖြစ်ချုပ်နေတာကိုပင်ကြီးစွာသောဆင်းရဲကြီးပါကလားဒီဆင်းရဲဟာဘု து ကြောင့်ဖြစ်တယ်လဲလို့စစ်လိုက်တော့၎င်းစိတ်စေတသိက်ရုပ်ကိုပြုလုပ်ပေးတတ်တဲ့လောဘကိုမြင်ပါရောဖျားယခုပြောနေတာကတခုစီပြောရလို့ကြာနေတာပါဖျားဟိုမှာတော့ဘာမှမကြာပါဖျားဆင်းရဲကိုသိတာနဲ့တပြိုင်နက်တည်းဖြစ်သွားတာပါအဲ့ဒီလိုလှုပ်ပေးတဲ့သူကိုမြင်တော့နိုင်တဲ့လူကဖြုံးကနေပြုလုပ်ပေးတဲ့သူကိုတတ်လိုက်ပါရောအဲ့ဒါကမက်ပါဖျားဒီတော့စိတ်စေတသိက်ယုံများလဲဖျို့ဖျဲဖြစ်သွားတယ်လို့ဖြစ်သွားတော့အကြောင်းအကျိုးပြတ်သွားပါရောဖျားအဲ့ဒါနိဗ္ဗာန်ပါပဲဖျား
ဒါနဲ့နောက်တော့ဖိုးစောအုပ်သွားပါရောအဲ့ဒါမြင်မှုတာတွေပါပဲဖျားမိနေစမ်းပါအောင်ဖျားဒီမဲ့ဖြစ်တဲ့အခါထင်းထင်းရှားရှားမဲ့ဖြစ်မှန်သိရဲ့လားဖြေမသိပါဖျားနောက်ဆင်ခြင်းမှသိရပါတယ်ဖျားမိစိမ့်စိမ့်လက်လက်မသက်ဖြတ်သေးတော့ရေတောက်မြင့်ကြီးသည်မြဲမြံခိုင်ခန့်သည်ရှိတော့အခက်ရွက်အပင်ပြတ်တော့လဲတစ်ပင်သည်အဖန်နာလျင်ပေါက်ရောက်ပြန်တကယ်တို့ဤအတူတာလျင်အဖန်ဖန်ကိန်းတတ်တော်တနာကိုမက်ဖြစ်မပယ်ရသေးသည်ရှိတော့အဖန်တလဲလဲဤတန်ရာဝစ်စင်းရဲသည်လဲဖြစ်ရအောင်မီတကားမုတ်ချမလွဲသည်ဟုကြမ်းကန်လာတဲ့အတိုင်းလောဘကိုမက်ကပယ်တယ်ဆိုတာဟုတ်ပါရဲ့တို့တော့လဲယခုလောကမှာတိုင်းတစ်ပါးကရန်သူစစ်တီကိုတိုက်ခိုက်တပ်ဖြတ်ရန်ထွက်သွားတဲ့စစ်တူကြီးသည်မိမိတယောက်တည်းမတွားပဲနောက်လိုက်နောက်ပါစစ်တီပူပါများစွာတို့နှင့်ထွက်၍ရန်သူစစ်တီကိုတိုက်ခိုက်တပ်ဖြတ်တယ်လို့ယခုလောကုတ္တရာမဲဟာလဲလောဘကိုတတ်ရန်အဖို့ရှိသေးသလားတယောက်တည်းပဲတတ်လျော်သလားဖြေဖို့ရှိပါသေးရဲ့ဖေဟာမင်းဖို့ကဘယ်သူတုံးထဲ့ပေးစမ်းပါဖြေဥပမာယောဂီပုဂ္ဂိုလ်တယောက်သည်ဝိပဿနာတရားအားထုတ်၍အထွတ်အထိပ်တို့ရောက်ခါနီးရှေးစိတ်၃ပါးကကိလေသာတရားစင်ကြယ်သွားအောင်ပယ်ရှားလိုက်ပါရောဖျားအဲ့ဒီလိုကိလေသာစင်တော့နိဗ္ဗာန်ကိုမြင်တဲ့စိတ်ပေါ်ပေါက်လာပါရောဖျား၎င်းစိတ်ကနိဗ္ဗာန်ကိုမြင်တော့၎င်းစိတ်မြင်တော့နိဗ္ဗာန်ကိုမက်ကမိခိုတွေ့ကပ်ပြီးလောဘကိုပယ်တတ်လိုက်ပါရောဖျားမင်းမက်တော့သဘောကျပါပြီဥက္ကဝိရဲ့အလွန်သိမ်မွေ့နဲ့နေတဲ့နေရာတွေနော်တပည့်တော်များကတော့စာတွေ့ပြောရတာဒါနဲ့မက်နောက်ဖိုးစောအုပ်လိုက်တယ်ဆိုတာစိတ်ထဲမှာဘယ်နဲ့နေတုံးဖျားဖြေကောင်းကောင်းမသိလိုက်ရပါဖျားမင်းမက်နောင်ဖြစ်တဲ့ဖိုးကအနန္တရိကဖိုးခေါ်တယ်ဖျားနှစ်ကြိမ်သုံးကြိမ်နဲ့ဖြစ်တော့စိတ်ကလည်းအလွန်လင်းမြန်တော့ကောင်းမွန်စွာသိနိုင်မှာမဟုတ်ဘူးဒါထက်မက်ကိုဆင်ကျင်တဲ့အခါတိရှိပုံများဘယ်နဲ့နေတုံးဖျားဖြေဥပမာယောဂီပုဂ္ဂိုလ်တယောက်ဟာသောတာပတ္တိမက်ကိုရတယ်ဆိုပါတော့၎င်းပုဂ္ဂိုလ်ဟာမိမိရတော့မက်ကိုဆင်ကျင်တော့အခါငါသောတာပတ္တိမက်ကိုရပြီဟုသိယုံပါပဲဖျားမင်းဖိုးကိုဆင်ကျင်တဲ့အခါဘာကိုအာယုံပြုတုံးဖျားအဲ့ဒီဖိုးစိတ်ဖြစ်နေတဲ့အခါစိတ်ထဲမှာဘလို့များနေတုံးဖျားဖြေမိမိမြင်မှုတဲ့အကြောင်းအကျိုးပြက်ရကလေးကိုအာယုံပြုလိုက်တာနဲ့ဖိုးစိတ်ဖြစ်လာပါရောဖျားအဲ့ဒီတော့စိတ်ချမ်းသာပြီးမှိန်းနေပါရောဖျားဆရာတော်ကပြောဒီမှာအဲ့ဒီလိုဆင်ကျင်ပြီးဝင်စားတာကဝင်လင်စနဖို့ခေါ်တယ်အဲ့ဒီဖို့မှတိတိကျကျသိရတယ်တဲပြီးသိမ်မွေ့တယ်ဖျားကဲတပည့်တော်လည်းညောင်းနေတယ်အနှင်းခံမအောင်မဲ့ဟုဖက်ပင်ဆရာတော်ကြီးကျောင်းပေါ်တို့ကြွားသွားတော်မူလေ၏မြင့်ညံဆရာတော်ကမဲ့ဤအဖို့ဒီနိဗ္ဗာန်မင်းဒီဟုဖြေဆိုဒီကိုဥဒ္ဓမိကသဘောမကျမကျေနပ်လာ၍ဖက်ပင်ဆရာတော်ကြီးနောက်တို့လိုက်ပြီးကျောင်းပေါ်တို့တက်သွားလေ၏ဆရာတော်ဥပုံညဥဇာဂရစတော်ယဟန်တန်ဃာတော်များနှင့်တကွဒါယကာများမှာဖက်ပင်ဆရာတော်ကမြင့်ညံဆရာတော်အားမေးမြန်းပြောဆိုပုံကိုကြားသဖြင့်အလွန်နှစ်သက်ယုံကြည်ပွဲကောင်းကြောင်းနှင့်ဆက်လျင်း၍တတွတ်တွတ်ပြောဆိုကနေကြလေ၏ဥဒ္ဓမိကဖက်ပင်ဆရာတော်အားလျှောက်ထားပုံမေးဆရာတော်ဖျားမြင့်ညံဆရာတော်ဖျားကလောဘတိဟုသောသမုဒယတစ္ဆာကိုမက်ကပယ်တော့အခါမဲ့ဤအဖို့နိဗ္ဗာန်ပင်ဒီဟုဖြေဆိုခြင်းကိုတပည့်တော်သဘောမကျပါအဘယ်ကြောင့်ဆိုတော့မက်ကဝီထိ၌တစ္ဆာ၄ပါးသည်ပရိပနီးအားဖြင့်တပြိုင်နက်ဖြစ်ခြင်းကြောင့်နိဗ္ဗာန်မဲ့ဤအဖို့မဟုတ်လောကတစ္ဆာသမုဒယတစ္ဆာလည်းမဲ့ဤအဖို့ဖြစ်သေးဟုနှလုံးသွင်းမိပါသည်ဖျားဖြေမဟုတ်ဘူးဥဒ္ဓမိကရဲ့မက်ကောဒုက္ခတစ္ဆံပဇာနာတိဆိုတဲ့အတိုင်းမက်ဒီဒုက္ခတစ္ဆာကိုပိုင်းခြား၍သိခြင်းသမုဒယတစ္ဆာကိုပယ်ခြင်းမက္ခတစ္ဆာကိုပွားများခြင်းနိရောဓတစ္ဆာကိုမျက်မှောက်ပြုခြင်းဆိုတာမက်ကိစ္စမက်ဤစွမ်းနိုင်သောတတ္တိတွေအဖို့မဟုတ်သေးဘူးမေးဒါဖြင့်လင်ဖျားယမိုက်ပရိညာဝါယအတိုင်းညာတပရိညာတိရဏပရိညာပါဏပရိညာဆိုတဲ့ပရိညာ၃ပါးဒီမက်ခဏ၌တပြိုင်တည်းရတော့ကြောင့်၎င်းပရိညာ၃ပါးကိုမက်ဤအဖို့ဟုမဆိုသင့်ပေဘူးလားဖျားဖြေတပြိုင်တည်းဖြစ်ုံများဖြင့်မက်ဤအဖို့လို့မဆိုတင်မှုဥဒ္ဓမိကရဲ့အဖို့ဆိုတာတဘာကိုတဘာမှီရတာကိုဆိုတာပါမင်းတဘာကိုတဘာမှီရတာကိုအဖို့ဆိုရင်စိတ်တေနာနိယုတ်တံစေတသိကံဆိုတလို့မက်နဲ့အတူရှင်ပေါ်ရှင်ဘက်ဖြစ်တဲ့စေတသိက်36ပါးကိုမက်ဤအဖို့လို့မခေါ်ထိုက်ပေဘူးလားဖျားဖြေအဲ့ဒီ36ပါးတော့စေတသိက်လဲမက်ဤအဖို့မဟုတ်သေးဘူးမက်နဲ့တဟကာယီကာရဏတာဖြစ်သေးတယ်သမုဒယတစ္ဆာကိုပယ်ရ၌
မဲ့အားရှိအောင်အာကူအားထားမိခိုးစရာမဟုတ်တော့ကြောင့်အဖော်မဟုတ်သေးဘူးမေးဒါဖြင့်မဲကြီးအဖော်ကိုတပည့်တော်တဘောကြအောင်အမိန့်ရှိပါအောင်ဖေဟာဖြေဟောမက်ကဝီထိမှာမနောဒွါယဝဇံဖြစ်ပြီးနောက်သင်္ခါရုပ္ပခါဆိုတဲ့ပရိကံဥပဇာအနုလုံဇောများကကိလေသာတရားကင်းစင်သွားအောင်ပြုပေးလို့ဂုတ္တဘူကနိဗ္ဗာန်ကိုမြင်ရရောဒီတော့ဂုတ္တဘူကဒီမှာနိဗ္ဗာန်လို့တင်ညာပေးလိုက်တာနဲ့ဂုတ္တဘူဤတင်ညာတို့လိုက်ပြီး၎င်းဂုတ္တဘူတင်ညာပေးတော့နိဗ္ဗာန်ကိုအမိတန်ကဲတဟဲပြုပြီးမက်ကအနုတ္တယကိုပယ်တာဥဒ္ဓမိကရဲ့ဥက္ကုဝိပြောတာဟုတ်လိုက်တာဗျာအလွန်တိမ်မွေ့တဲ့နေရာတွေဗျငမြာဖုန်ကြီးဥနာရဒငမြာဖုန်ကြီးဥတာဒနာစမိတ်ခုံဖုန်ကြီးဥနာရဒမေတ္တာဖုန်ကြီးဥနာရိန္ဒ၎င်းဖုန်ကြီး၄ပါးအညီအညာတိုင်ပင်လာပြီးရင်ပရိတ်တအလယ်တွင်မြင့်ချံဆရာတော်အားမေးမြန်းကြပုံမေးကိုတော်စာတင်ဘူးရဲ့လားဖြေမတင်ဘူးပါဖေ။မေးသီလဝိတ္တုစိတ်တဝိတ္တုမှမသိပဲနဲ့ဒါဖြင့်ဝိပဿနာဘယ်အားထုတ်တတ်မတုံးဖြေတပည့်တော်ကဆရာဓမ္မများကဒါမအဖူးဆိုရင်လက်နဲ့တောင်မထိပါဖေ။မေးကိုတော်ပရိဘောဓ10ပါးပယ်လားဖြေတပည့်တော်လူဝင်းနဲ့အားထုတ်ပြီးတော့တာမဏေဖြစ်ပြီးမကြမီရေးလဲဆရာတော်ညောင်လွန်းဆရာတော်များထံရောက်ပြီးနောက်အလုံးမလုံးဖဲနဲ့သူတို့ဆုံးမတဲ့အတိုင်းနေထိုင်ပြီးလျင်ယဟန်အဖြစ်တို့ရောက်ရပါတယ်ဖေ။မေးဒါဖြင့်ကိုတော်စာလည်းမတတ်ဖဲနဲ့ဘယ်နဲ့ဝိပဿနာကိုမှန်ကန်အောင်လုပ်တတ်မှာလဲဖြေဆရာဓမ္မပြောတဲ့အတိုင်းလုပ်ရတာပါပဲချင်းချင်းပြောအိုဖះလက်ထက်မှာကျွတ်သွားတဲ့သူတွေဟာစာတတ်တဲ့လူကြီးပဲလားလမ်းမှန်တာဟာဗราဏမေးကိုတော်ရဲ့တည်ကြားရတာတော့ဖြင့်အလွန်ပဲယဟန္တာအဖြစ်တို့ရောက်နေတာပဲတို့တော့စာမတတ်ဘူးဆိုတဲ့ဖြင့်အချို့ဒါဂါများယဟန်များကစာမတင်လဲမဲ့ဖို့ရနိုင်တာပဲစာတင်တာအပူပါဆူကြပြီးဘယ်သူမှမတင်ကြကြလင်ပရိယတ္တိသာရဏတော်ကြီးမပြည့်စည်ဘူးလားပရိယတ္တိပြည့်စည်မှဖြင့်ပရိပတ်တိပရိဝေဒပြည့်စည်ကုန်ရောပေါ့အကယ်၍တပည့်တော်တို့ကြားတဲ့အတိုင်းယဟန္တာဖြစ်ရောမှန်ပါမူစာမတတ်ဟူသောစကားကိုမဆိုသင့်ပရိယတမျိုးနှင့်သာဆိုသင့်၏သာရဏတော်ကြီးပြည့်စည်ကပုထုဇဉ်ထက်အရိယပုဂ္ဂိုလ်ကတာ၍နာသင့်သည်မဟုတ်ပါလားဖြေတပည့်တော်မတတ်လို့မတတ်ပြောတာပါဖေပရိယတ္တိသင်ကြားသောပုဂ္ဂိုလ်များကိုတပည့်တော်ကသင်္ကန်းစသည်လူတန်းပြီးတိုက်တွန်းပါရဲ့ချင်းချင်းပြောဟိုကိုတော်ကစာမတတ်ရဲ့လားလို့မေးပြီးတော့စာမတတ်ဖဲနဲ့တတ်တယ်လို့လိန်ပြောအောင်ပါလားချင်းချင်းပြောကိုတော်နားထောင်နေစမ်းမအောင်ပြောပြရစီချင်းချင်းပြောဟိုစာမတတ်ဘူးလို့မိမိကိုယ်ကိုမိမိဟုတ်မှန်ရပြောတာနဲ့ပဲသာသနာ3ရက်ပြည့်ရတော့မှာလားချင်းချင်းပြောနေစမ်းမအောင်ဥနာရဒရဲ့ဒီစကားကိုနောက်မှပြောပါမြင့်ချံဖုန်ကြီးကိုမေးပြစေအောင်ချင်းချင်းပြောဟိုကိုတော်တို့ဟာဟုတ်မှမဟုတ်ပဲဟိုဖျားလက်ထက်ကတငယ်ချင်းယဟန်နှစ်ပါးရှိတယ်မဟုတ်လားတပားကယဟန်တာတပားကပိရက3ပုံဆောင်ဒါနဲ့ပိရက3ပုံဆောင်ယဟန်ကတငယ်ချင်းဟာစာမတင်ပေမတင်နဲ့ထင်ရနေတယ်လို့ယဟန်နာကိုဆွဆွဲပြီးပြတနာမေးမိအကြံတွင်ယဟန်နာကိုပြင်မမိမှဆိုလို့ဖျားကမေးခွန်းထုတ်ပြီးမေးရတာကိုကြည်ပါလမ်းမှန်လို့နေရာကျသွားရင်ဝိပဿနာလမ်းစဉ်ကိုသူတို့လောက်ဘယ်သူမှမသိနိုင်ဘူးဗျချင်းချင်းပြောနေစမ်းမအောင်ဥနာရဒရဲ့မြင့်ချံဖုန်ကြီးကိုယ်တာမေးပြစေအောင်မေးဤကဲ့သို့တာရဏ3ရက်အရှိခံခန့်အောင်ဟာသမတတ်ဆိုသောစကားကိုပရိယတမျိုးနဲ့တာပြောဖို့ကောင်းပါတယ်ဖြေဘယ်တော်ကလည်းမှန်တဲ့အတိုင်းပြောတာပါဖေမေးကိုတော်စာတင်မအောင်လားစာတင်ပြီးမှပြောဟောရရင်တာရဏတာလို့မကြည်ပွားဘူးလားတပည့်တော်ဝိပတ်ဖြင့်သမတတ်တာဟုယုံကြည်ပြီးသင်ញင်တဲ့စိတ်မရှိပါဖေသင်လည်းတတ်မြည်မထင်ပါဖေမေးဝိပတ်ကြောင့်ဆိုတာလဲဟုတ်ပါရဲ့တို့တော်ဆုလပန်တို့များပုထုဇဉ်တုံးကတာဝိပတ်ထားတာယဟန္တာဖြစ်တော့မထားဘူးအခုလဲကြားတဲ့အတိုင်းယဟန္တာဖြစ်ကစာတတ်မှာပေါ့ချင်းချင်းပြောဆုလပန်ကပရိဒံပိတာပတ္ထအခုဘာဆိုတာကိုတော်သိရလားအရိယချင်းတော့အောက်ပုဂ္ဂိုလ်ကအထက်ပုဂ္ဂိုလ်ကိုမသိနိုင်ဘူးယဟန္တာဖြစ်ရင်ဝိပတ်မလိုက်ဘူးတဲ့လားချင်းချင်းပြောဟုတ်ပါရဲ့တို့တော်လဲစာတင်ကြည့်ပါအောင်ဟုထပ်ပြန်၍ဤလိုပြောနေကြစဉ်မိုးရွာတဲ့ဖြင့်ကျောင်းပေါ်တို့တဲရောက်ကြရကုန်၏ကျောင်းပေါ်တို့ရောက်ကပြောဆိုကြပုံမေးကိုတော်ဗိညာဉ်ရအောင်လုပ်ပြီးမှဟောပါလားဖြေရမည်မထင်ပါဗျာမေးလောကီနဲ့လောကုတ္တရာဘယ်ကခက်တယ်လဲဖြေလောကီကခက်ပါတယ်ဗျာမေးလောကုတ္တရာရပြီးတဲ့နောက်တာပြီးမလွယ်ဘူးလားဖြေအထုတ်ခြင်းနဲ့စိတ်လည်းမရှိပါဗျာမေးကိုတော်ယခုတန်ခါဘယ်နှပါးရှိတယ်လဲဖြေ15ပါးရှိပါတယ်ဗျာမေး
တပည့်တော်များကြားတဲ့အတိုင်းယန္နာဖြစ်ပါမူတပည့်တန်ရောစဉ်ရှိသေးသလားဖြေတပည့်တော်ကလိုက်တွယ်နေသည်မဟုတ်ပါသူတို့နေခြင်း၍လာနေသည်ကိုတပည့်တော်ကမနေရဘူးဟုမဆိုနိုင်ပါချင်းချင်းပြောဖះနောက်တပည့်1900ရှိနေတာဖះကတန်ရောစဉ်တွေ့နေလို့လားချင်းချင်းပြောဥနာရဒကလည်းတဲရှုပ်ကိုချင်းချင်းပြောချုပ်တာမဟုတ်ဘူးကိုတော်တို့ဟာမဟုတ်လို့နေဆွန်းစားချိန်ဆွန်းစားပြီးမေးဘုန်းကြီးအာထုတ်ပုံအစဉ်ပြောစမ်းပါဖြေလူဝကစ၍မဲ့တိုင်အောင်ပြောလေ၏မေးမဲ့ပြီးတော့ပြစ္ဆဝက္ခဏာမစင်ကျင်ဘူးလားဖြေစင်ကျင်ပါရဲ့ဖះမေးမဲ့ဖို့နိဗ္ဗာန်စင်ကျင်ပုံအာကာရကိုပြောပြပါဖြေစင်ကျင်ပြီးအလွန်ဝမ်းမြောက်ပါ၏ဖះမေးပြောစမ်းပါဖြေပြောပြီးပါပြီဖះမေးပြောစမ်းပါဖြေဆရာတော်များကိုလျှောက်ပြီးသားပါဖះမေးတပည့်တော်ကစင်တွေ့ပြီးခြေအားမခံခြင်းမူဖြေစင်ကျင်ပြီးဝမ်းမြောက်တာပေါ့ယောဂီပုဂ္ဂိုလ်မှန်ကမိမိတို့ပယ်ပြီးတော့တရားကိုသိသိကြတာပဲမေးတပည့်တော်တို့ဖះလောင်းယတိဟာပုထုဇဉ်ပဲဒေါသတရားအလွန်သိသိပါတယ်သိသိယုံများနဲ့မယုံကြည်နိုင်ဘူးချင်းချင်းပြောပါရမီချင်းမှမတူပဲကိုတော်ကထင်ရပြောနေတာကိုချင်းချင်းပြောမင်းကဘာဝင်ပြောတယ်လဲချင်းချင်းပြောဘုန်းကြီးကဘာလဲချင်းချင်းပြောတို့တော့မသိပါဘူးဗျာဖက်ပင်အိုင်ဆရာတော်ပြောညာတော့မဖြစ်ကြနဲ့စင်ကျင်တော့အာကာယနဲ့ပြောစရာမရှိဘူးမဲ့ရယုံသိတာပါပဲ